မင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ပေါ့နော်ပြန်ကားနဲ့ပတ်သက်တဲ့လူတွေအရန်စိတ်ဝင်စားမဲ့သတင်းကောင်းလေးတစ်ခုကိုပြောမဲ့ vlog လေးဖြစ်ပါတယ် podcast ဆိုလည်းဟုတ်တယ်ပေါ့နော်ကိုမိတ်ဆက်မယ်ဆိုရင်တော့ကျွန်တော်နာမည်ကတော့မိုးခန့်ဖြစ်ပါတယ်ရန်ကုန် Nation ရဲ့ founding member တယောက်ဖြစ်တယ်လို့မျိုး Rider Auto ရဲ့ owner တယောက်လည်းဖြစ်ပါတယ်ဒါတော့ကျွန်တော်တကယ်ချင်းပါကျွန်တော်ကတော့မော်စင်ဖြစ်ပါတယ်ကျွန်တော်လည်းရန်ကုန် Nation ရဲ့ founding member တွေတယောက်ပါပဲ Okay အဲ့တော့ကျွန်တော်တို့ကအခုဒီနေ့ပြောချင်တာကတော့သတင်းကောင်းလေးတစ်ခုပြောမှာနော်သတင်းကောင်းဆိုတော့ပြောပြလိုက်ပါဦးတစ်ချက်လောက်အဓိကကတော့ဟောပေါ့ကျွန်တော်တို့ဒီရန်ကုန် Nation ဖွဲ့စည်းလာတာ9နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့နှစ်စဉ်နေ့တိုင်းလည်းလုပ်ခဲ့တယ်အဲ့ဒါကိုလည်းအခုဒီ2025အတွက်ကိုလည်း9 anniversary ကိုကျွန်တော်တို့ရန်ကုန်မြို့ပြည်လမ်းမပေါ်မှာရှိတဲ့ဒီ Novotel ရန်ကုန် Mass မှာကျွန်တော်တို့21ရက်နေ့ကျရင်ကျင်းပမဲ့အကြောင်းလေးကိုအဓိကဒီနေ့ပြောမှာဖြစ်ပါတယ်ပေါ့နော်ပွဲကတော့ထုံးစံတိုင်းကျွန်တော်တို့မလုံရင်လည်းမလုံဘူးလုံရင်လည်းလုံးဝဂေါ်ထွက်နေတဲ့ပွဲတစ်ပွဲဖြစ်အောင်ကျွန်တော်တို့စူးစမ်းပြီးလုပ်ထားတယ်အဲ့တော့လေအားလုံးကိုလည်းဒါလာရောက်ဖို့ဖိတ်ခေါ်တယ်ဖိတ်ခေါ်တဲ့အခါမှာကျွန်တော်တို့ကဒီပွဲနဲ့ပတ်သက်တဲ့ဟာတွေမပြောခင်မှာဒီရန်ကုန် Nation ကိုကျွန်တော်တို့စပြီးတော့ဘလို့ဖြစ်ခဲ့လဲဖြတ်တန်းခဲ့ရတဲ့ပွဲတွေအကြောင်းတွေပါကျွန်တော်တို့နည်းနည်းလေး history ပေါ့ဗျာဒါတကယ်တမ်းပြောမှဆိုကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့လူငယ်ဘဝမှာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒါပြောမှဆိုပြိုင်ကားနဲ့ပတ်သက်တဲ့အဖွဲ့မှာဒါတော်တော်ဟိုကားအရေးအတွက်ကောတကယ် activity တွေတော်တော်လုပ်ခဲ့တဲ့အဖွဲ့ပေါ့ပြီးတော့ကျွန်တော်တို့ထင်နေတာလူတွေကပြိုင်ကားအဖွဲ့တစ်ဖွဲ့လေးနဲ့ပဲရန်ကုန် Nation ကိုထင်နေတယ်အဲ့ဒါမဟုတ်ဘူးဆိုတဲ့အကြောင်းလည်းပြောချင်တာเนาะကျွန်တော်တို့ကဟိုပါပေါ့နော်ကားလေးယူသွပြီးတော့ဒါကြီးကို lifestyle တစ်ခုလိုပါခံယူပြီးတော့ဒါသွားနေကြတဲ့လူတွေအများစုပါတဲ့အဖွဲ့လို့လည်းပြောလို့ရပါတယ်ယူတာထက်ပိုတယ်ပေါ့ lifestyle တစ်ခုလိုသတ်မှတ်ထားပြီးတော့ကျွန်တော်တို့လောက်လာတာ10စုနှစ်တစုကြော်ခဲ့ပြီပေါ့ကြော်ပြီဒီကျွန်တော်တငယ်ချင်းအနေနဲ့ဆိုလဲသူတို့ဒါဘူးဆက်ဆိုပြီးတော့ကျွန်တော်တို့ကားနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်စင်နဲ့ဆိုင်နေဖွင့်နေကျွန်တော်ဆိုလဲ rider ပေါ့နော်အဲ့လိုကျွန်တော်တို့ကဒီဝါသနာကိုအခြေခံပြီးတော့မှကားတွေနဲ့အဲ့လိုဗျာတလား lifestyle တစ်ခုကိုဖန်တီးထားတာပေါ့နော်ဘာပဲလုပ်ဒီကားကြီးကပါနေတယ်အများတန်းလဲအဲ့ဒါကိုလည်းကျွန်တော်တို့ကနောက်တဲ့နှစ်တွေအများကြီးပေါ့နော်ကိုနိုင်ငံမှာဟိုဒီဖွံ့ဖြိုးတိုးတက်မှုကိုတစ်ဖက်တစ်လမ်းကျွန်တော်တို့ကလည်းပူးပေါင်းပါဝင်ရင်းနဲ့လူငယ်တွေကတယောက်ပေါ့ဗျာပြီးတော့ဟိုပါပေါ့တခုကြားပြက်လေးပြောရမယ်ဆိုရင်ဖြစ်လာမလာတော့လည်းမသိသေးပေမဲ့လည်းအခုဒီမြန်မာနိုင်ငံကားမောင်းနေပဲပြောမလားမော်တော်ယာဉ်အားကစားပဲပြောမလားပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတရားဝင်အဖွဲ့အစည်းလေးဖြစ်အောင်ပြီးတော့ဟိုကျွန်တော်တို့ဒီနိုင်ငံသားတွေဘာတွေမှာအခုကားပြိုင်ပြီဆိုရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီမှာနိုင်ငံတော်အတိမတ်ပြုတရားဝင်အဖွဲ့အစည်းမဖြစ်သေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုမှာဘန်ကောက်မှာရှင်ပြိုင်မောင်းနိုင်နေတဲ့တငယ်ချင်းတွေဆိုရင်မြန်မာပြည်ကို represent လုပ်လို့မရဘူးကိုစားပြုလို့မရဘူး Thailand အနေနဲ့ပဲကိုစားပြုပြီးမောင်းနေရတဲ့အခြေအနေတွေပါတယ်ရှိရပေါ့နော်ဒါအနည်းဆက်ဆုံးနဲ့အလွယ်ကူဆုံးကိစ္စတစ်ခုကိုပြောတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာတွေရောအားလုံးအဆင်ပြေဖို့အတွက်လည်းကျွန်တော်တို့ကဒါစူးစမ်းနေတယ်ပေါ့နော်အခုဒီအဖွဲ့လေးဒီအဖွဲ့တော့မဟုတ်ဘူးဒီအဖွဲ့အနေနဲ့တော့မဟုတ်ပေမဲ့ဒီနိုင်ငံအနေနဲ့ဒီလိုမျိုးတရားဝင်အဖွဲ့အစည်းလေးမြန်မာနိုင်ငံမော်တော်ယာဉ်အားကစားနဲ့ပတ်သက်ပြီးတော့ဖြစ်လာအောင်တော့ကျွန်တော်တို့အခုစပြီးတော့စူးစမ်းစွမ်းဆောင်နေရပေါ့နော်အဲ့ဒါလေးလည်းကြားပြတ်ကြုံလုံးပြောတာပါဟုတ်ကဲ့ဒါလေးကလည်းကျွန်တော်တို့အခုတော့မပြီးမြောက်သေးပါဘူးပြီးမြောက်သွားရင်တော့ဒီမြန်မာနိုင်ငံရဲ့ဝါသနာရှင်လူငယ်ကလေးတွေပေါ့ကလေးတွေအစပေါ့နော်အရန်သူတို့အတွက်ဒီ motor sport ကတစ်ချိန်မှာဒါကိုယ့်ရဲ့ lifestyle လည်းဖြစ်လာနိုင်တယ်စီးပွားရေးတစ်ခုလည်းဒါဖြစ်လာနိုင်တယ်ကိုယ့်ရဲ့ယက်တီမှုတစ်ခုလည်းဖြစ်လာနိုင်တယ် career တစ်ခုကိုသွားခြင်းတဲ့ကလေးတွေဆိုလဲသွားလို့ရတဲ့အထိကျွန်တော်တို့ကတော့ပံ့ပိုးပေးခြင်းတယ်ဒါကြောင့်လဲဒီဟာကြီးကိုကျွန်တော်တို့ကဟိုပေါ့အခုမျိုးစေ့စချနေပြီပေါ့နော်အပင်ပေါက်လာတဲ့အချိန်ကျရင်တော့ဒါဟိုအကုန်လုံးကားဝသနာရှင်အားလုံးအတွက်ထောက်ကူဖြစ်စေမယ့်ဟာလေးဆိုဖြစ်အောင်ရည်ရွယ်ချက်ကဒါပါပဲစပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်တို့ဟိုဟာလေးတွေပါစပြီးတော့ပြောလက်စားနဲ့ရှင်းပြရင်တော့ပိုကောင်းတာပေါ့ရန်ကုန် Nation စပြီးတော့ဖြစ်ပေါ်လာတာအရင်ကဆိုရင်ကျွန်တော်ကနမီ6ဆိုတဲ့ပြိုင်ကားအဖွဲ့ကဒါလူနည်းစုလေးတွေပေါ့9စီး10စီးလောက်လူနည်းစုလေးတွေစုထားတဲ့အဖွဲ့လေးဒါကိုမိုးခန်းဆိုရင်ကျတော့ street king ပေါ့အဲ့လိုမျိုးပဲအလားတူအဖွဲ့တွေရှိတယ်အဲ့ဒီလိုမျိုးအဖွဲ့တွေအားလုံးပေါင်းစည်းပြီးတော့တကယ်ကရန်ကုန် Nation ဆိုတာကျွန်တော်တို့ association တစ်ခုလိုမျိုးဖွဲ့စည်းလိုက်တာရန်ကုန်အနေနဲ့ရန်ကုန်မှာနေပြီးတော့ရန်ကုန်ကနေပြီးတော့ကားဝသနာရှင်တွေကိုဖွဲ့စည်းလိုက်တာပေါ့အဲ့ရနေပြီးတော့တကယ်ကတော့စခဲ့တာ2016မှာအဲ့လိုမျိုးစပြီးတော့ကျွန်တော်တို့ပထမဦးဆုံးမိကပွဲလောက်တာလုပ်ခဲ့เนาะ DJ ဘားမှာ DJ ဘားမှာစခဲ့တာ
အဲ့တုန်းကအကုန်လုံးပါပါတယ်စီနီယာတွေရောစီနီယာအကိုကြီးတွေရဲ့ဆွဲခေါ်တဲ့မရှိခဲ့ရင်လည်းကျွန်တော်တို့ရန်ကုန် nation ဆိုတာလည်းဒီရန်ကုန်မှာလည်းဒီလိုမျိုးအားလုံးလက်ခံတဲ့အခြေအနေမျိုးရှိမှာမဟုတ်ပါဘူးဒီနေရာကနေပဲတွဲခေါ်ခဲ့တဲ့စီနီယာကိုကြီးတွေလည်းကျေးဇူးတင်ပါတယ်ပြန်ကားအဖွဲ့ဥက္ကဋ္ဌပေါ့နော်အဲ့တုန်းကဆိုလည်းကိုမျိုးရန်တို့ပေါ့နော်ကျွန်တော်တို့အများကြီးကူညီပေးခဲ့တယ်လူငယ်တွေကိုလည်းပြီးတော့ကားနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုလည်းအများအားကူညီဖြည့်ရှင်းပေးခဲ့တယ်ပေါ့နော်လူငယ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းတစ်ခါလျံမှာကျွန်တော်အရင်တော့အချို့အရာလေးမှလည်းကိုကပြိုင်ကားကိုအရင်ယူသွတ်တဲ့အတွက်အမားလေးတွေလည်းပါကောင်းပါလိမ့်မယ်ပေါ့နော်မရည်ရွယ်ပဲဖြစ်တဲ့ဟာတွေပါအဲ့ဒါမျိုးလေးတွေဆိုလည်းကျွန်တော်တို့ကအကောင်းမွန်ဆုံးနဲ့လူကြီးလူကောင်းဆန်ဆန်ပဲအကုန်လုံးအများအားဖြည့်ရှင်းခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ပွဲလေးကဒါကားမိတဲ့ပလေးနဲ့စခဲ့တာကားမိတဲ့ပွဲလေးနဲ့ကားပြောရရင်တော့အနေစုတော့လည်းမဟုတ်များတော့လည်းများပါပြန်ကားအကုန်လုံးလာကြပါအဲ့တုန်းကအပြည့်ပဲနော် DJ ကားထောင်ဖြစ်တယ် DJ ဘာကားပါကင်မှာစခဲ့တာပေါ့ကျွန်တော်တို့ DJ ဘာကားပါကင်မှာစခဲ့တာ2016ကစပြီးတော့16မှာစတယ်2000ပြီးတော့ဟိုပါပေါ့2019မှာကျတော့ကျွန်တော်တို့ဟိုပါဖြစ်သွားပြီAuto Fest ဆိုတဲ့ပွဲကြီးကိုလုပ်ဖို့ကျွန်တော်စတည့်တယ်ရန်ကုန် Auto Fest ပေါ့အဲ့ဒါကတော့အခုကျွန်တော်တို့လုပ်ခဲ့တဲ့ပွဲကတော့အဲ့ပွဲကတော့ပထမဆုံးလုပ်တဲ့ပွဲထဲမှာအကြီးကျယ်ဆုံးပွဲလို့ပြောရမှာပဲမျိုးလဲကောင်ဖြစ်တဲ့ကျွန်တော်ဒီဟိုဟာဥဇာလန်တက်မတော်ခမ်းမှာကျွန်တော်တို့ကြီးကျယ်ခမ်းထားတော့လုပ်ခဲ့ကားတွေတကယ်ကိုမြန်မာနိုင်ငံရဲ့အကောင်းဆုံးသောကားတော်တော်များများလာရောက်ပြတ်တာကျွန်တော်တို့ member ကားတွေမှာမဟုတ်ဘူးတကယ်မိုက်တဲ့အနေနဲ့ရက်ကမန္တလေးကအကိုတွေတငယ်ချင်းတွေကားတွေလည်းပါတယ်ကျွန်တော်ရန်ကုန်ကကားတွေလည်းပါတယ်အဲ့ဒါကိုကျွန်တော်တို့ရန်ကုန် nation ကနေပြီး organize လုပ်တဲ့ festival ပေါ့ကားပြပွဲကြီးပေါ့နော်အဲ့တော့လူတော်တော်များများဝင်ပါတယ်နော်ဝင်တယ်အပြည့်ပဲဒါတော့ကျွန်တော်တို့ကလက်မှတ်ဒီဘာတွေအစလဲအများဟို working ဟိုဝင်မောက်မှာပဲတန်းရောက်လိုက်တာဒါတော့မှပဲနော်ဟုတ်တယ် working ပဲပေးရောက်ပြီးတော့ကြိုတင်ရောင်းနေတာလည်းမရှိဘူးအဲ့ပွဲတော့ဟုတ်တယ်မလားတကယ်တမ်းလဲအဲ့ပွဲကတော်တော်ကြီးကိုမြိုင်ဆိုင်တယ်လို့ပြောရမယ်တကယ်ဟိုပြိုင်ကားနဲ့ပတ်သက်တဲ့ဟိုပြီးတော့နောက်တစ်ခုကကားပွဲတစ်ပွဲအခုပွဲထဲမှာနေမကပဲနေဒီပွဲကိုလာပြီးကားကြီးထိုးပြီးတော့စီနေရတဲ့ညမှာဟိုရင်ခုန်နေတာတကယ်ပြန်တွေးကြည့်ရင်ကျွန်တော်တို့ဆိုအဲ့လိုမျိုးဆိုရင်ညမအိတ်တော့အခုလေကျွန်တော်တို့ရန်ကုန် nation 9နှစ်ပြည့်ပွဲလုပ်ထားတဲ့ Novotel မှာဆိုရင်ကျွန်တော်တို့ဆိုရင်21ရက်နေ့ဆိုတော့20ရက်နေ့ညရော21ရက်နေ့ညရောအဲ့မှာပဲအိမ်မှာတချို့ကားအများစုကြတော့20ရက်နေ့တည်းကျွန်တော်တို့ကကြိုပြီးတော့လက်ခံတာပေါ့နော်စီရတော့21ရက်နေ့မှာပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးပွဲခံတာရှေ့မှာတည်းကပွဲကိုခံတာ pre party after party ပါတီပေါင်းများစွာပဲဘာဖြစ်လို့လဲဆိုတော့ဒီလူတွေကလည်းကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့အခုအသက်အရွယ်ပိုင်းခြားတစ်ခုပေါ့နော်အကုန်လုံးကလည်းငယ်အားနေကြီးလာကြပြီအရွယ်တစ်ခုရောက်လာပြီအခုတော့30ဝန်းကျင်နေနားကိုရောက်လာတဲ့အခါမှာလူတိုင်းကမအားတော့ဘူးရင်လောင်လည်းမတွေ့ပြတော့အခုလိုမျိုး activity တွေလုံးမလာကိုယ်လုပ်ငန်းကိုစီရနေပြီးတော့အဲ့လုပ်ငန်းတွေအကုန်ထားခဲ့ကြပြီးတော့အဲ့အချိန်လေးကိုလာပြီးတယောက်နဲ့တယောက် gathering လုပ်ပြီးတော့ကားနဲ့ပတ်သက်တာတွေအဲ့လိုဖောင်ဖွဲ့ပြောဆိုတာတွေလုပ်တာပြီးရင်ဟာဘလူကဘာပြောင်းလဲသွားလဲလို့ပေါ့အဲ့အချိန်လေးကဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်အဲ့တော့လေဒီနေ့လေတန်မိုးရှိရဲ့နေ့တနေ့ဖြစ်မှာပါလာတဲ့ကလေးတွေဆိုလဲအများကြီးသူတို့ဘ ഹു တုဒဒိုးရမယ်ကျွန်တော်ငယ်တော့သူအဲ့လိုပွဲတွေသွားခြင်းတော့တိတ်အများကြီးမရှိခဲ့ဘူးနော်တကယ်တမ်းလည်းပြောရမယ်ဆိုကျွန်တော်တို့အဖိုးတွေ gathering လုပ်တယ်ဆိုတာအရင်ကတော့တိတ်ပြီးနားမလဲဘူးဒါပေမဲ့အခုလိုတငယ်ချင်းတွေနဲ့နီးစပ်ရာသူတငယ်ချင်းတွေလောက်ပဲတွေ့ပြပြီးတော့ဒီလိုပွဲတွေလုံးဝအကုန်လုံးပြန်ဆုံရတဲ့အချိန်ကြမှာလေအဖိုးတွေကိုဒီဟို gathering လုပ်တယ်ဆိုတဲ့ feeling ကိုနားလည်တာတဲ့လားမနိုင်ပြောရင်အသက်တွေကြီးရတဲ့အထိလည်းလှုပ်ရှင်နေတယ်ဟိုဘာအကျိုးမြတ်မှလည်းဒီပွဲတွေလှုပ်လို့လည်းမနိုင်ပြောတော့ထင်းအချို့လူတွေထင်နေကြမှာဆိုလို့ကျွန်တော်လည်းတခါပြောပွဲတိုင်းအိတ်ဆိုင်ရတာကြီးပဲမနေ့ကဆို350 100လောက်အသားလေးဆိုင်ရတယ်နော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီပတ်စံတွေစိုက်လိုက်ကုန်သွားတာလေကျွန်တော်တို့အနေနဲ့ဒါဒီလူတွေလာတဲ့လူတွေအကုန်ပျော်သွားရင်ကျင်းနေတယ်ဟိုဘာလို့ပွဲတစ်ပွဲလုပ်တယ်ဆိုတာဘတ်ဂျက်အများကြီးကုန်တယ်ကျွန်တော်တို့ကလည်းပြီးတော့လုံးရင်ပြီးပြီးရောမလုပ်ချင်ဘူးဗျာဟို quality တစ်ခုနဲ့ပြီးပြီးရောဆိုတော့ဟိုဟာကျွန်တော်တို့ဘယ်လိုပြောစီးပွားရေးပွဲကြီးမလုပ်ဘူးစီးပွားရေးပွဲမလုပ်တာကျွန်တော်တို့တစ်ခါမှစီးပွားရေးပွဲနဲ့ကျွန်တော်တို့အခု sponsor တွေခေါ်တယ်ပါညာဆိုတာလေတစ်ဖက်ကလည်း awareness ရမယ်ပေါ့နော်ဟို sponsor ပေးတဲ့ company တွေအနေနဲ့ကျွန်တော်တို့အတွက်လည်းအိမ်မဆရရုံဖြစ်ရင်ရပြီအဲ့လိုမျိုးနဲ့ပဲကျွန်တော်တို့ sponsor ဆိုတာလည်းကျွန်တော်တို့ဖိတ်ခေါ်တာပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့ကတကယ် main တွေတိုက်တဲ့ sponsor တွေပါမရခင်ဆိုကျွန်တော်တို့ဒီ member တွေလည်း operation လုပ်နေတဲ့လူတွေ voice ဆိုင်ကြတာကိုလုပ်ငန်း logo လေးကိုထည့်ပြီးတော့တကယ်ကတော့ marketing ငွေလိုသဘောပဲ marketing ငွေလိုသဘောနဲ့ sporting partner ကိုကျွန်တော်တို့ဆိုင်
9ဆိုင်လောက်ကစပြီးမတ်တီရယ်မတ်တီပြီးတော့စ run နေတဲ့အချိန်မှာကျွန်တော်တို့အဲ့မဆိုင်ရအောင် sponsor တွေကို လောက်သွားတော့လည်းကောင်းတယ်ဗျမလောက်တော့လည်းကျွန်တော်တို့စိုက်လိုက်တယ်ပေါ့ဒါမှလည်းအားလုံးပြောရဆိုရင်ရှင်းတတ်ပါတယ်အခုလာတဲ့လူတွေလည်းခုနပြောလို့ဒီပွဲမျိုးကိုကြီးဖို့ဆိုတာတကယ်ကိုမလွယ်ဘူးတာဝန်ခံမှုတာဝန်ယူမှုတွေအများကြီးကျွန်တော်တို့လုပ်ရတာပါကျွန်တော်တို့ကြီးပဲရက်တည်ခဲ့တာတော့မဟုတ်ဒီပွဲတွေကိုကျွန်တော်မြန်မြန်ဆန်ဆန်လုပ်ဖို့ collaboration ကိုတကယ်နာမည်ကြီး brand တွေနဲ့ကျွန်တော်တို့ collab လုပ်ခဲ့တယ်ပြောပြလိုက်ပါဦးအဲ့ဒါလေးပထမဦးဆုံးမမရဟိုပါပေါ့အခုတော့တိတ်မသိကြအောင်အရင်တော့ဆိုရောက်ရှိဆိုတဲ့ဒီ brand နဲ့လုပ်နေတဲ့ entertainment အဖွဲ့လို့ပဲပြောရမှာပေါ့သူက hip hop only လုပ်တာအဲ့ဒီတုန်းကဒီရောက်ရှိနဲ့ more sang ဆိုတဲ့ခေါင်းစဉ် title နဲ့ hip hop show လုပ်ခဲ့တယ် show ကတော့ hip hop show ဒါပေမဲ့သူ့ရဲ့ပွဲ theme ကကြတော့ mob ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ပြိုင်ကားတွေနဲ့တန်းစီပြီးတော့ဒီပွဲကိုလာတယ်red carpet ကြီးခင်းထားတယ်အဲ့လိုမျိုး vibe မျိုးသူကလောက်တာပေါ့နော်လောက်တော့ကျွန်တော်တို့နဲ့ collab လုပ်ဖို့ဒါတောင်းဆိုပြီးတော့ကျွန်တော်တို့ကလည်းဒါအဲ့လိုမျိုးအဲ့အချိန်မှာကျွန်တော်တို့အဖွဲ့ရလည်းကားအရင်များနေတဲ့အချိန်လည်းဖြစ်တော့ကျွန်တော်လုပ်ဖြစ်တယ်အဲ့ရစတာအဲ့တော့ cruise တွေလည်းထွက်ခဲ့တယ်ပြီးတော့လုပ်ခဲ့နေရလဲမျိုးတော့ခမ်းမောင်ဖြစ်တယ်မျိုးမကြောင်းလန်းကဒီကျွန်တော်တို့မျိုးသားကားဆက်ရုံဒီမှာလုပ်ခဲ့တာအဲ့မှာလုပ်တယ်ကားအပြည့်ပဲအဲ့ထဲမှာနော်ဟုတ်တယ် skater တွေလည်းပါမယ်စပိန်မောင်းတဲ့လူတွေလည်းပါအကုန်များအဲ့လိုမျိုးဝိုင်းဝန်းပြီးတော့ skater လို့လည်းသူထည့်တာပေါ့လုံးဝအမိုက်ကြီးနဲ့လုပ်ခဲ့ skater တွေ BMX သမားတွေအကုန်ပါတယ်ကျွန်တော်ပြီးရင်ဒီပြိုင်ကားတွေပေါ့အဲ့ဒါတွေပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့အကုန်လုံးသိရတာကတော့အရင်လုပ်ခဲ့တဲ့ AOA Festival ပဲပေါ့နော် AOA Festival နဲ့တော့ကလည်းကျွန်တော်တို့ collab လုပ်ပြီးတော့ကျွန်တော်တို့ပွဲမတိုင်ခင်ထင်တယ်နော်AOA ပွဲမတိုင်ခင်မှာ pre party ပေါ့ pre party မှာကျွန်တော်တို့ AOA နဲ့လည်းcollab လုပ်ပြီးတော့လုပ်တယ်အဲ့ဒါသူကျွန်တော်တို့လုပ်နေကြဟိုဟာကွင်းမှာပဲဒီတူနာကွင်းပဲဟုတ်တယ်အခုတော့ဗာ Eastern ဗာဘာညာအဲ့တခုဖြစ်သွားရင်လည်းကြောင်းပါတော်တော်ကြီးကျယ်နော်အဲ့ပွဲဆိုလေလာကားပကင်တစ်ခုလုံးမှာပြိုင်ကားတွေအပြည့်ပြီး DJ တွေလည်းပါမယ်လုံးအဲ့ဒီညနေကတော်တော်ပွဲခံခဲ့တာပေါ့နော်တော်တော်လေးပြောကောင်း model တွေဆိုရင်လည်းကျွန်တော်တို့ Thailand model တွေအဲ့လိုမျိုးဆိုတော့တော်တော်ပြည့်ပြည့်စုံစုံတေချာကိုလုပ်ခဲ့တာအဲ့တုန်းကပြီးတော့ AOA ဆိုတဲ့ brand အနေနဲ့လည်းကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာမှလုပ်နေတဲ့ဟာမဟုတ်ဘူးတကယ် EDM festival ကြီးတွေကိုတန်ကောင်းပါဆိုလည်းကျွန်တော်တော်တော်ကြည့်ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လုပ်ခဲ့ဟာပေါ့ကျွန်တော်တို့ကဟိုဟာအဲ့လိုမျိုး collab လုပ်တာဒါကြီးကြီးမားမား brand အနေနဲ့လုပ်ခဲ့တာပေါ့ပြီးတော့တိတ်ပြီးတော့ဟိုတေးသေးမွားမွားတွေကတော့မမှတ်မိတော့တချို့ဟာတွေဒါတော့ကျွန်တော်ဟိုဗာလဲ coffee and car and coffee တို့ပါလို့ဆိုလဲ chemical guys တွေပါနေလဲ cruise လေးတွေထွက်တာတွေလုပ်လိုက်ပြီရနော်ဒါမျိုးလေးတွေကတော့ဒါဟိုအသေးပေါ့ဗျာအဲ့လိုမျိုးလေးလည်းရှိတယ်ပြီးတော့ anniversary ပွဲကိုစစအဦးဆုံးလုပ်တာကျွန်တော်တို့ကပြောရရင်ဟိုပါပေါ့ first anniversary တွေကလုပ်တာမဟုတ်ဘူးနော်မလုပ်ဖြစ်ခဲ့ဘူးပေါ့ပါပဲ၄နှစ်ပြည့်မှဘာမှမဟုတ်ညနေလောက်မှစုပြီးတော့ဓပုံလေးရိုက်မယ်ဒီနေ့၄နှစ်ပြည့်နေ့ဆိုပြီးတော့စခဲ့တာအဲ့တုန်းက2020 ၄နှစ်ပြည့် anniversary ကအဲ့တုန်းကလင်းခွင်းကလည်းသွားလို့လာလို့လည်းအဆင်ပြေနေတော့လင်းခွင်းကပ်ပါကင်းမှာmeet up လုပ်ခဲ့တာအဲ့မှာတော့ကား meet လုပ်တယ်အဲ့တုန်းကလည်းအစီး340လောက်ပေါ့ကျွန်တော်အဲ့တုန်းကဗာလဲပထမဆုံးmember တွေများပါတယ်เนาะစပြီးတော့အဲ့လိုခင်ခဲ့တဲ့လူပေါ့မလည်းပြောရင်အခုဒီရန်ကုန်ရှင်တွေကလူတွေအကုန်လုံးမှာတော်တော်များများ10နှစ်ဝန်းကျင်ရှိနေပြီပေါင်းလာတာ10စုနှစ်ရှိသွားတယ် senior member အများစုပေါ့ senior လို့ပြောအောင်လဲကျွန်တော်တို့ကလည်းအခုထိ new member တွေကလည်းလက်မခံသေးတော့စားခဲ့တဲ့ day 1ကနေစလို့အခု9နှစ်ပြည့်ထိကတော့တကယ်ကတော့စားခဲ့တဲ့အချိန်မှာပါခဲ့တဲ့ member တွေကြီးပဲများတယ်ပေါ့နော်အများစုပေါ့ရှိုးရတော့လဲစီးပွားရေးဘာညာလုပ်တော့ကားပြိုင်ကားအနေနဲ့ enhance ပြိုင်ကားမရှိတော့လဲ participate တချို့ကျတော့အရင်ကြီးမလုပ်ဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးတွေနဲ့ပဲ member တွေနည်းနည်းလူဦးရေအပြောင်းလဲတော့ဟုတ်တယ်ကျွန်တော်တို့နှစ်ယောက်ကတော့ကားနဲ့ပတ်သက်တဲ့လုပ်ငန်းကိုပဲလုပ်နေတဲ့အတွက်ဒါနဲ့တော့မကင်းကွာပါဘူးပို့ပြီးလဲခင်တာလဲနှစ်တော်တော်ကြာပြီဗျာအဲ့လိုတက်ရှင်ဖြစ်တော့ကျွန်တော်တို့ပဲအများစုကိုတွေ့မြင်နေရတာများနေတာပေါ့နော်တကယ်တမ်းတော့ရှိပါတယ်အချို့တငယ်ချင်းတွေဆိုလဲ overseas မှာခဏသွားနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ပြန်လာရင်တော့စုံတွေ့ကြပါတယ်ပြီးတော့ကိုမိုးခန့်နဲ့စပြီးတော့တွေ့တဲ့ဟာလေးလည်းပြောရမယ်ဆိုရင်ကြတော့ body ယုံမှာ body ယုံကျွန်တော်ဘဝမှာကြီးကြီးမားမားကား accident ဖြစ်တာဆိုလို့ခုချိန်ဒီကားဆမောင်းကြရတစ်ခါပဲရှိရမှတ်ရအဲ့ဒီကား accident ဖြစ်တာလဲဟိုကားရဲ့နောက်ဖင်လေးနည်းနည်းထိသွားတယ်ဒီလောက်ပေါ့နော်အဲ့ဒီနည်းနည်းလောက်ပဲပြောလိုက်ပါဒီထဲမှာတော့အဲ့တော့အဲ့ဒီကား body ယုံညလိုမျိုးဖြစ်ပြီးနောက်နေ့မနက်မှာကျွန်တော် body ယုံသွားတဲ့အချိန်မှာသူနဲ့စတွေ့ရသူကလည်းတိုက်ပြီးရောက်လာအဲ့လိုကျွန်တော်ပြောခဲ့တယ်ကျွန်တော် vlog ထဲမှာပါခဲ့လေကျွန်တော်ရဲ့
မဟာကျေးဇူးရှင် IRV ပေါ့နော် live ကြီးကို changes ဖြစ်သွားသေးတဲ့အမားကြီးပေါ့အဲ့ဒီအမားကြီးကိုလုပ်ပြီးတော့မှဆရာနဲ့တွေ့တာပဲ ဟုတ်တယ် IRB မဟုတ်ဘူး IRV ခေါင်းကြည့်တာမင်းကဖင်ကြည့်တာ IRV နှစ်စီးပဲဒါပေမဲ့အရင်ကလမ်းမှာလုံးဝအဲ့လိုတိတ်အစေးမကတ်ဘူးပေါ့နော် ကြီးမရဘူးဗျာ ကြီးမရဘူးတဲ့ကျွန်တော်တို့အနေနဲ့ကားကိုလမ်းမှာအဲ့လိုတွေ့ပြီးဆိုမီးတောက်တဲ့အကွက်တွေပါလောက်တာအဲ့လိုမျိုးကြီးပါသူကတော့နော်အဲ့လိုလုပ်တဲ့အခါမှာမီးတောက်တယ်ဟို ED ခက်ခဲရပါတကယ်တော့ပြိုင်ကားမှုကြပါဘူးကျွန်တော်တို့လမ်းပေါ်မှာစတွေ့တဲ့အချိန်မှာကျွန်တော်တို့မှာပြိုင်ကားဆိုတာပြတဲ့အိမ်စီးကားများတယ်သူကျွန်တော်က ED ပဲသူ EXI ပြီလား ကျွန်တော်က ED ဒါပေမဲ့အဲ့ဒီအချိန်မှာတော့မိုးကြီးကဟိုဟာဖြစ်သွားပြီ ED မဟုတ်တော့ဘူး ED တော့မဟုတ်တော့ဟုတ်တယ်ကျွန်တော်ပြိုင် အဲ့ချိန်မှာတော့ကျွန်တော်လည်း ကားတို့ဘာလို့ဖြစ်လိမ့်မယ်နဲ့တူတယ် ကားစားရတဲ့အချိန်ဆိုတော့ ED ဆိုတော့လေအဲ့ခက်ကမြန်တယ်လीမြန်တော့တုတ်တာပဲကားနဲ့ လုံးအောင်ပါပဲဒါကတော့လေခုနကပြောလိုမျိုးလမ်းမှာအဲ့လိုတွေ့ရင်လည်းဒါနှုတ်ဆက်တာပါတကယ်တော့ဟိုလိုပြဿနာလိုက်ချတာလည်းမဟုတ်ဘူးကျွန်တော်တို့ကတွေ့ရင်အချင်းချင်းအဲ့လိုနှုတ်ဆက်တယ်ဟွန်းတီးရင်ဒီမတီးရင်မီးတောက်မယ်အဲ့လိုမျိုးနဲ့စတီးခဲ့တယ်ပြီးတော့ဟိုဟာဗာလေ တီးခဲ့တယ်တချင်းမှာ တီးခဲ့ပြီးတော့ဟိုဟာဗာလေစနေကိုဖြိုးလေးတို့အဲ့မှာသူမနဲ့အိမ်မက်ရိုက်တော့ကျွန်တော်နဲ့လည်းအရင်တည်းခင်နေတော့ကိုဖြိုးလေးနဲ့ဆက်ဆက်ပြီးတော့ကားအကူညီတောင်းတော့အဲ့ဒါနဲ့သူ့ကိုသွားပြီးတော့ကားလေးကူညီပေးလို့ရလားမင်းပြူရင်းနဲ့အဲ့ဒါနေတဖြည်းဖြည်းနဲ့ခင်ပြီးတော့မန္တလေးခီးရေးပါသွားတော့လေအဲ့ဒါသွားပြခီးတစ်ခါသွားပြတော့ယောက်ျားလေးချင်းကတော့ပိုရင်းနှီးသွားကြတာပါပဲအဲ့တော့အဲ့ဒါနေစတာပါပဲ ခုလဲဒါ10စုနှစ်ကျော်သွားပြီတော်တော်ကျော်သွားပြီဒါ2000ဒီဟိုဟာလောက်ထဲကကျွန်တော်တို့စခင်လာဆို73ဝင်းကျင်လောက်ထဲကဖြစ်မယ်နော် ဆင်းပေါ့73ဝင်းကျင်ဆို12နှစ်လောက်ဝင်းကျင်ဖြစ်သွားတဲ့သဘောရှိသွားပြီအဲ့တောက်လျှောက်မှာလည်းကျွန်တော်ခီးပေါင်းများသွားလဲသွားဘူးတယ်ပြီးတော့နောက်တစ်ခုက drip ပွဲတွေဆိုလဲကျွန်တော်ဥဆောင်ပြီးတော့အဲ့လိုအရင်ဆိုကျွန်တော်ရန်ကုန်မှာ drip ပွဲကမရှိဘူးဗျာမန္တလေးကပဲ drip ကိုဟိုပွဲလောက်ကြကျွန်တော်တို့ကသွားမယ်ဆိုရင်အဲ့လိုတငယ်ချင်းတွေစုပြီးတော့အဲ့လိုမျိုးလုံးဝကားယူစုပြိုင်မယ်မိုင်ကအနည်းဆုံးမိုင်400လောက်မောင်းอ่ะเนาะဒီ drift car နဲ့မိုင်400လောက်မောင်းဖို့ဆိုအရန်ပင်မှန်တယ်အဲ့တော့တငယ်ချင်းတွေကုန်စုပြီးရင်အဲ့10စီး15စီးလောက်ကြီး cruise ထွက်မိုင်400ဆိုတာကျွန်တော်တို့ဟိုဟာထိတွက်တာပေါ့ဟိုပြင်းဝင်ထိတွက်တာပြင်းဝင်ရတနာဘုံ Cyber City ရဲ့ကားပါကင်အလွတ်ကြီးမှာကျွန်တော်တို့ကပွဲလောက်ကြတာအဲ့ပါလေရဟင်ဝင်လာမသိဘူးရင်တော့ဒီကားပါကင်လာရဟင်ဝင်လာအဲ့လိုအကျဲကြီးပဲအဲ့မှာ trip ပွဲကြီးလောက်ကြတယ်ကျွန်တော်တို့အဲ့မှာစပြီးတော့လေရန်ကုန် nation အနေနဲ့စပြီးတော့ကျွန်တော်တို့ highway cruise စမောင်းဖြစ်တာဟုတ်တယ်အရန်ပျော်ဖို့ကောင်းတဲ့ cruise တွေဖြစ်ခဲ့တယ်အမှတ်တရလည်းအများကြီးပဲအလွဲကြီးလည်းအများကြီးပဲကားပြတ်တာတွေရောကားအဲ့လိုနည်းနည်းပွဲမှာ accident ဖြစ်တာတွေအဲ့လိုမျိုးဘောင်းဆောင်ကျွန်တော်တငယ်ချင်းတွေအကုန်ဖြတ်တန်းနေကြော်လွန်ခဲ့တယ်ဒါပေမဲ့မှန်တိုင်းပြောရင်ဒီအခုအသက်အရွယ်ပိုင်းခြားတစ်ခုမှာဒီအချိန်တွေကပြန်မရနိုင်တော့เนาะအရန်ကိုတန်ဖိုးရှိတယ်သူ့အချိန်သူ့အသက်နဲ့ပျော်စရာရှိရပျော်လိုက်တာတော့ကောင်းပါတယ်ခြုံပြီးပြောရရင်တော့လေကျွန်တော်တို့ဒါနောင်တာလည်းရမှာမဟုတ်ဘူးဘာလို့လဲဟိုအခုလုပ်ငန်းခွင်ရောက်တော့လေကျွန်တော်အလုပ်လုပ်စရာရှိရလုပ်တယ်ဒါပေမဲ့ပျော်သိတဲ့အချိန်မှာလည်းကျွန်တော်တော်တော်ပျော်ခဲ့တာပါခုမိမရပြီးတော့မှနည်းနည်းပြန်ထင်းရဟုတ်တယ်ပြီးတော့ဒီ drip ပွဲနဲ့ပတ်သက်လို့ဆိုလဲကျွန်တော်တို့ကဗျာ drip ကိုလည်းဒီကျွန်တော်ရန်ကုန် nation မှာတခုရှိတာကျွန်တော် drip နဲ့ပတ်သက်တာကိုလည်းကျွန်တော်တို့အဖွဲ့အဲ့လို team တစ်ခုပြန်ခွဲတာလေကျွန်တော်ရန်ကုန် nation အနေနဲ့ drifter တွေထဲမှာလည်းကျွန်တော်ပြန်ခွဲတာရှိတယ်ကျွန်တော်တို့နောက်ထပ် drift club တွေတက်တစ်ခုရှိရယ် gorilla ဆိုပြီးတော့ drift club ဆိုပြီးတက်ခွဲထားသေးတယ်ပေါ့နော်ဒါကတော့ကိုခင်မင်ရတငယ်ချင်းတွေ drift အရန်ယူသွတ်တဲ့လူတွေပေါ့နော် drift ကိုပုံမှန်ယူရတဲ့လူကြီးအရန်ယူရတဲ့လူတွေကျွန်တော်တို့ကအရန်ယူတဲ့အဆင့်ကိုရောက်သွားတော့အဲ့လိုပွဲတိုင်းသွားမောင်းတာပတ်စံတွေလည်းအရန်ကုန်တယ်ဟိုအမြဲတမ်းဒီမဆိုင်မတော့ရမနိုင်မျိုးအရင်တော့ကျွန်တော်တို့ပတ်စံလည်းအရန်ဟိုချမ်းဟိုရှိရလူတွေမဟုတ်ဘူးဗျာအဲ့တော့ကိုသုံးရမယ်ကိုတာတွေကနေဒီ drift ကသုံးကြတာအခုဆိုရင်အရန်ကို drift ကတိုးတက်နေအဓိကကတော့ကျွန်တော်တို့မောင်းမှုကွင်းတွေပါလေလဲအခုဒါရှိလာတော့မှာပေါ့နော်ရှိလာတော့မယ်ဆိုတော့ဒါဖွင့်ပွဲတွေပါလုံးမှပဲဟိုနေရာကတော့သူတို့ကျင်ညာမှပဲဟိုဟာဖြစ်လိုက်ပေါ့နော်ဟိုတိတာကောင်းပါတယ်အဲ့တော့ဒီရန်ကုန်မှာလဲကျွန်တော်တို့ဒီ drift ကွင်းယူမှာပြောရမယ်ဆိုရင်တေးသေးချာချာစီးစနစ်နဲ့အဲ့လိုမျိုးအခုတီဆောက်နေတာ 80% ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့အဲ့ဒါလေးပြီးသွားရင်နောက်နှစ်ထဲဆိုရင်တော့ကျွန်တော်တို့ဒီ culture အနေနဲ့လည်းအများကြီးတော့စပြီးတိုးတက်ပါပြီတိုးတက်တော့ကျွန်တော်တို့အားရှိပါတယ်အဲ့လိုတွေလုံနေတဲ့လူလည်းကျေးဇူးတင်တယ်နိုင်ငံတနိုင်ငံမှာလည်းဒီ motor sport ဆိုတာမရှိမဖြစ်အရာတစ်ခုပဲလေကားဆိုတာယောက်ျားလေးရဲ့ 80% ကားမကြိုက်တဲ့လူဆိုတာခက်ရှားရှားရဗျာဟိုစီးနိုင်တယ်မစီးနိုင်ဘူးဆိုတာတပိုင်းကျွန်တော်တို့ကိုယ်တိုင်လည်းမစီးနိုင်ခင်ကတည်းကလည်းအရန်ကိုကြိုက်တယ်ယူသွတ်တယ်ကားတန်ကားမြင်ကိုအဲ့လိုဗျမ်းမတာလိုက်ငေးမောပြီးတော့ဟာအမေရိကန်တွေထွက်တဲ့အထိငေးတာကျွန်တော်တို့ကအဲ့တော့အဲ့လိုလူတွေအကုန်လုံးလည်းဒီကားနဲ့ပတ်သက်တဲ့ဟာတွေကိုအရန်ကိုဟိုလေ့လာလို့ရတော့မယ်အခုဆိုရင်เนาะအနီးကရန်ကုန်နဲ့အနီးဆုံးမှာ
ကဲဘာပဲပြောကျွန်တော်တို့ဖြတ်တန်းရဲ့အချိန်ကတော့အရန်များတယ်ဒီ podcast ကအမှန်တိုင်းပြောရင်ကျွန်တော်လှုပ်ဖို့စဉ်းစားလာတာ plan တစ်ခုပဲဒါပေမဲ့ဒီပွဲကြီးကအရန်ကိုကြီးကျယ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းပွဲနဲ့ပတ်သက်တဲ့ title တွေနဲ့လုံးဝဒီ podcast ကိုလှုပ်လိုက်တာအဲ့တော့ကျွန်တော်နဲ့ပတ်သက်တဲ့အကြောင်းတွေမှာမဟုတ်ဒီအဖွဲ့နဲ့ပတ်သက်တဲ့ဟာတွေ team နဲ့ပတ်သက်တာတွေလည်းကျွန်တော်အခုဆက်ပြောမှာပါ okay ဆက်ကြည့်လိုက်အောင် drip ပွဲတွေကိုအခုကြီးကြီးမားမားကျင်းပခဲ့တဲ့မှာနာမည်ကြီးသုံးပွဲ၃ပွဲရှိတယ်ရန်ကုန် nation အနေနဲ့အားလေးလည်းပြောပြလိုက်ပါဦး ကျွန်တော်တို့အဲ့ဒါရန်ကုန်မှာလုပ်တဲ့ပွဲက MASDC ဆိုပြီးတော့ Engine Wine Company တခုနဲ့เนาะရန်ကုန် Nation နဲ့ရန်ကုန် Nation ကတော့ပြောရမယ်ဆိုရင်ဟိုပါပေါ့ပွဲကို organize လုပ်တယ် race control လည်းကျွန်တော်တို့တာဝန်ယူရယ်ဘန်ကောက်ကနေပြီးတော့ဟိုဟာ judge တွေလည်းကျွန်တော်တို့တာဝန်ယူပြီးတော့ခေါ်ပြီးတော့ ဒီပွဲတွေကိုလုပ်နေတဲ့ judge တွေကိုပါခေါ်တာเนาะခေါ်ပြီးတော့ကျွန်တော်တို့ကိုင်းမင်းကနေဥဆောင်ပြီးခေါ်ပြီးတယ်သူတို့ရှီကနေကျွန်တော်တို့ကဘာရရလဲဆိုတော့ဒီပွဲတစ်ပွဲကိုကျင်းပတဲ့ခါမှာကျွန်တော်စီကံမိုင်းပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဘာဖြစ်လဲဆိုတော့စီကံမိုင်းမှာကျွန်တော်တို့က rule တွေ regulation တွေကိုမသိဘူးဗျာပွဲလုပ်ချင်တာပဲသိတယ်သူတို့ကိုခေါ်တဲ့အချိန်မှာကျွန်တော်တို့ကတတ်မှတ်ထားတဲ့တန်ဖိုးတစ်ခုကိုပေးပြီးငှားရမ်းခေါ်တယ်ဒါပေမဲ့အဲ့ခါမှာသူတို့ပြန်ပြီးသွားတဲ့ဟာရတော်တော်တန်ဖိုးရှိတယ်ဒီအခု drift vlog ကအများကြီးတိုးတက်လာတာသူတို့ကြောင့်လည်းအများကြီးပါတယ်လို့ပြောမောင်းတဲ့ဟို technique တွေ scale ပိုင်းတွေဟုတ်တယ်စီကံမိုင်းတော့သူတို့တော်တော်လေးစားရယ်เนาะအဲ့ဒါလေးတော့ဟိုဟာ strict ဖြစ်တယ်ဒီဟာတတ်မှတ်ထားလို့ဒီလိုမျိုးလုပ်ရင်ပေးမမောင်းဆိုရင်တကယ်မမောင်းကျွန်တော် organizer မလို့လေတပတ်ပို့မရဘူးကျွန်တော်တို့တော့ပို့ပြီး fight ချတယ်ဟုတ်တယ်တချို့ရဆိုရင်တော့မှပဲဟိုလေးမျက်နှာပူရရယ်เนาะဟိုဟာဆိုရင်မရတော့ပေးမမောင်းနဲ့ဆိုပြီးတော့ဒီဂျူတွေလုတ်ပြတယ်ဟုတ်တယ်အဲ့လိုမျိုးဆိုတော့အဲ့ဒါလေးပေါ့ကျွန်တော်နဲ့ဒီသူတို့နဲ့ဆက်ဆံခဲ့ရတဲ့ business ဘိုင်းနဲ့ပတ်သက်လို့ဆိုရင်လည်းခုနကပြောသလိုအရန်တိကျတာလေးတွေသဘောကျတယ်နောက်ဒီမြန်မာနိုင်ငံမှာလည်းပွဲလုတ်ခဲ့ရင်လည်းကျွန်တော်တို့အဲ့လိုပြန်ပြီးတွေးဆုံနေမှသေးတယ်ဒါကျွန်တော်တို့ drift vlogger ကိုတိုးတက်အောင်လုပ်ပြီးခဲ့မနိုင်မျိုးဘန်ကောက်နဲ့ကျွန်တော်ရှင်အရန်ကွာနေပြီဗျာဒီကား motorsport industry ကအရန်ကွာနေပြီဒါပေမဲ့အတက်နိုင်တော့မျက်ခြေမပြတ်အောင်တော့ကျွန်တော်တို့လည်းရှိတဲ့လောက်အားလေးနဲ့တော့ဟိုဖြစ်နေရပါဗျာဒါပေမဲ့ဟိုဘောကာချာအရရှင်တော့ကွာခြားတဲ့ဟာကြီးကတော်တော်ဟနေပြီဒါပေမဲ့တူးတယောက်ချင်းစီနဲ့ပြန်ရှင်လိုက်ရင်လည်းမမီဘူးတော့မဟုတ်ကျွန်တော်တို့တငယ်ချင်းတွေကဆိုတော့ပြိုင်တဲ့ဟာရှိတယ်ကျွန်တော်တို့ပြိုင်တဲ့ဟာကျွန်တော်တို့ first day second တွေရတယ်အဲ့ဒါလေးလည်းကျွန်တော်တို့ပုံနဲ့ကျွန်တော်တို့ဖြစ်ပါဟုတ်တယ်ဗမာတွေမင်းအောင်ကျွန်တော်တို့ကအမှန်တိုင်းပြောရင်ဟိုဒီမှာ motor sport ကမထွန်းကားသေးလို့ပြီးတော့ကားတွေပေါ့နော်ပြိုင်ကားတွေတင်သွင်းခွင့်ရလဲအခုဒါအချိန်တိုင်းတာတခုရောက်အောင်ကျွန်တော်တို့တင်သွင်းခွင့်မရှိတဲ့အတွက်လဲကားတွေကနည်းနည်းတာအပိုင်းလဲပါတာပေါ့နော်နောက်တော့ဒီကျွန်တော်တို့ဒါတွေပြိုင်ကားတွေတင်သွင်းခွင့်တွေပြန်ပြေးတဲ့အခါမျိုးဆိုရင်လဲကားတွေအများကြီးတိုးတက်လာဖို့လဲကျွန်တော်တို့ညှော်လင့်တာပါတယ်မြန်မာနိုင်ငံအနေနဲ့ပေါ့နော်ပြီးတော့ကျွန်တော်တို့အဲ့ဒီ MASDC ပွဲနှစ်ပွဲ1-2ပေါ့1-2လောက်ပြီးတော့ကျွန်တော်တို့ organize လဲလုပ်တယ်ကျွန်တော်တို့ပဲကိုယ့်အချင်းချင်းဒီဟိုလုပ်ငန်းတွေကနေပဲကိုပြောရမယ်ဆိုရင် sponsor လုပ်ပြီးတော့ Driftland 15ကိုကျွန်တော်တို့တော်မောင်းနဲ့တောင်ကူကွင်းရလဲနေရာငှားရမ်းကားကိုညှိနှိုင်းပေးတဲ့ခါကျကျွန်တော် Oh My Drift ဆိုပြီးတော့အဲ့ပွဲတော်တော်ပေါက်ကျွန်တော်တို့ပွဲကြီးလုပ်တယ်။အော်ဒါပေမဲ့ဟိုဟာလည်းတော်တော်လေးကူညီပါအဲ့ပွဲတော့ Chemical Guys ပေါ့ဟုတ်တယ် Chemical Guys က main sponsor တင်တယ် main sponsor တခုပဲယူတာကျွန်တော်တို့ကျန်တာအကုန်လုံးကကျွန်တော်တို့ပဲဝင်းရလိုက်တာကျွန်တော်နာမည်ကြီးအောင်ကျွန်တော်တကယ်လုပ်ပေးခဲ့တာပါကျွန်တော်လေးပေါ်ပြန်ပြလိုက်တဲ့အချိန်မှာပွဲကအရန်ပေါက်သွားတယ်ဘိန်းထိပ်ပါကျွတ်သွားပြီးတော့တကယ်တမ်းပြောမယ်ဆိုတော့ MSC round 1 round 2ကလည်းကျွန်တော်တို့ရဲ့ဒီရန်ကုန် nation ရဲ့မှတ်တိုင်မှာရန်ကုန်မြို့ရဲ့တကယ်ဟိုသူမနာဘူမီကွင်းမှာเนาะချက်ပဲသေးပေးနာ milestone တစ်ခုတော့ဖြစ်ခဲ့တယ်တကယ်မှတ်တိုင်ပဲအဲ့ဒါ drift ပွဲအနေနဲ့ပေါ့နော်ကားပြပွဲကြတော့ပြောရမယ်ဆိုရင်နည်းနည်းလေးဟိုဟာပေါ့နော်ဟိုအရင်နေတုန်းကလည်းဟိုကျွန်တော်တို့လုပ်ခဲ့တာပဲကားပြပွဲကြီး drift ပွဲကြတော့နည်းနည်းလေးလက်ဝင်တယ်ပြောရရင်စီစဉ်ရတဲ့အပိုင်းလေးများတာပေါ့အရန်ခက်ခဲတဲ့ဟာတခုလည်းပြောပြအောင်မကြုံတော့အဲ့တုန်းကရိုးရီးယား judge တွေကပြိသက်တွေကိုအန်ရမဖြစ်စီအောင်ဆိုပြီးကျွန်တော်အရင်လမ်းပေါ်မှာတွေးလိုက်မယ်ဟိုကွန်ကရစ်တုံးကြီးတွေကိုကျွန်တော်တို့ကွင်းတစ်ကွင်းလုံးကာခိုင်းတယ်အဲ့ဒါက2ရက်ခွဲလောက်ကြာတယ်နော်အဲ့ဒီတုံးကြီးတုံးကကျွန်တော်ကရိန်းနေနဲ့အဲ့လိုတည်ရတဲ့အတုံးအဲ့လိုကွင်းတစ်ကွင်းလုံးကြီးပတ်တဲ့အထိကျွန်တော်တို့စီရတာအဲ့တုန်းကစီပင်ကနေပြီးကျွန်တော်တို့ကငှားရမ်းပြီးတော့အဲ့အတုံးတွေကိုတော်ပင်မန်းတာပင်မန်းနေပြီးရင်တာယာဆိုရင်လည်းကျွန်တော်တို့ဟိုဘာပဲပြောဟိုပါပေါ့ရန်ကုန် nation ဟို supporting လုပ်ချင်တဲ့ဒီတငယ်ချင်းလူတစုရှိနေတာတော့တော်တော်ဝမ်းသာတယ်အဲ့တုန်းကဆိုတာယာကြီးလိုတာတာယာကြီးလိုတော့ကျွန်တော်တို့ page ကနေပြီးတော့ post တင်လိုက်တယ်တာယာတွေဒီပွဲအတွက်ကွင်းလိုအပ်နေရဆိုတော့အားချက်ရှိရင်ရှိသလောက်တာယာဆိုင်တွေကလည်းကူညီရလာပုံပေးတယ်အဲ့တော့ဘာပဲပြောအဆင်ပြေသွားတယ်အဲ့ဒီကျွန်တော်တို့အဲ့လိုမလုပ်ရင်ပေးပွဲမလုပ်ဘူး
ပွဲမလုပ်ဘူးပြောတာ ယူရီးယား judge တွေကတခုသူတို့ပြောတဲ့ request high မပြည့်စုံရင်အဲ့ပွဲကိုကျင်းပတာကိုသူတို့ကစက်မပါဝင်ဘူးအဲ့လိုပုံစံမျိုးလုံးဝအတိအကျလုပ်တာဗျာကျွန်တော်တို့ကအဲ့လိုမျိုးသူတို့ပြောတဲ့အချက်တွေအကုန်လုံးကိုလုတ်ပေးလို့တာဒီပွဲတွေကပြီးမြောက်သွားတာအဲ့လိုတခုရုံရင်သူတို့ကပွဲကိုလုံးဝဒီ sign ကျွန်တော်နဲ့ဒါ contract တခုချုပ်ထားရမလို့အဲ့ contract ကိုသူတို့ကဒါဖြတ်ခွင့်ရှိတယ်ပေါ့နော်စာချုပ်ထဲမှာရေးထားတဲ့အရာဆိုဒီ barrier တုံးတွေကိုဒီလို queen တကွင်းသားကြီးအပြည့်ကာဖို့ဆိုတာဗျာတခါမှမတွေ့ဘူးအဲ့ barrier အတုံးအရှိမာမတာယာဟုတ်တယ်အဲ့နှစ်ခုစလုံးကလည်းပြောရရင်ခက်ခဲ barrier ဒီ concrete အတုံးကြီးတွေဆိုရင်လည်းမလွယ်ဘူးလေအပြင်မှာအဲ့တော့တော်သေးရဟိုစီပင်ကနေပြီးကူညီပေးလို့ဟုတ်တယ်ဒါလည်းပြောအဲ့ပွဲကဖြစ်သွားတာ ကူညီပေးလိုက်လို့ဒါအဲ့ဟာဒါတော့ကျွန်တော်တို့ညာလုံးပေါက်ကိုအဲ့လိုဒီဟိုကနန်းချောင်းလိုဟာကြီးတွေနဲ့ရွှေ့ရတာတညာလုံးရွှေ့ရအရန်ပင်ပန်းတယ်အဲ့ဒါလေးကတော့ကျွန်တော်တို့ပွဲချင်းပါရတဲ့မှာတော့ဒါမှတ်မှတ်ရအခက်ခဲကြီးပေါ့ဗျာအခုချိန်ပြန်တွေးတော့လဲဟွာဟာတာလိုပြန်ဖြစ်နေတာပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာတော့တကယ်ကိုယူယူမူမူကိုလှုပ်ခဲ့ရတဲ့အချိန်တွေပေါ့နော်အဲ့ဒါလေးကတော့ဒါကျွန်တော်တို့မှတ်တိုင်နေတဲ့မှာတော့အရန်ဂျင်းနဲ့ PT ဖြစ်ရတဲ့အရာပါ YouTube တွေမှာလည်း MSDC ဆိုရိုက်ကြည့်ရင်တွေ့လိမ့်မယ်မဟုတ် YouTube မှာအခုကျွန်တော်တို့ဟိုရန်ကုန် Nation ဆို channel စပြီးလုပ်ထားတယ်ဟုတ်အဲ့မှာရန်ကုန် Nation နဲ့ပတ်သက်တဲ့ဟာတွေ announce လုပ်ပုံလုံးကိုကျွန်တော်တို့အဲ့မှာကြည့်လို့ရတယ်အရင်တုန်းကတည်းကဟာတွေပေါ့နော်တချို့ဟာတွေလည်းတင်ဖို့ကြံနေသေးရရှိတယ်တိတ်တော့မကြသေးဘူးအဲ့ channel ဖွင့်တာဒီမြန်မာနိုင်ငံမှာကြီးမားမားအခက်အခဲဖြစ်တဲ့အရာတွေပေါ့ဗျာကျွန်တော်တို့လည်းတက်နိုင်တဲ့လောက်ပါပဲဟိုဝိုင်းဝန်းကူညီတဲ့ဟိုကျွန်တော်တို့ယုံကြည်တဲ့ဥမာတစ်ခါလေးဆိုကျွန်တော်တို့ကလှူမယ်ဆိုကျွန်တော်ကမတီးပြီးတော့ထားပါအောင်ကျွန်တော်တို့300ဆို300မတီးလိုက်တယ်အခုရေပေးဆိုလည်းရေပေးပြီးခဲ့တဲ့နှစ်ကပေါ့နော်အဲ့တုန်းကဆိုလည်းဒါ3900ကျော်ပေါ့တကယ်ကိုယ်တိုင်ကိုကြအကြောင်းကြိုးကြောင်ညာဒီပေါင်းလုံးဆယ်တွေစစ်တောင်းမြစ်ကြောင်ကြိုးကြောင်ညာအထိကျွန်တော်သွားပြီးကိုယ်တိုင်လှူနိုင်ခဲ့တယ်အဲ့ဒါလည်းရန်ကုန်နေချင်းအဖွဲ့သားတွေအကုန်လုံးတော်တော်များများလိုက်ကြရနော်ဒီပစ္စည်းတွေတည်ပြီးတော့လှူပေးတာအရောက်ပေါက်နေနေတဲ့နေရာတွေကစကျွန်တော်တို့ဒုက္ခရောက်နေတဲ့နေရာရွာကြီး6ရွာကိုကျွန်တော်တို့ဝင်ပြီးတော့ဟိုကူညီခဲ့တယ်လှူခဲ့တယ်ပေါ့နော်ဘယ်သူမှတိတ်မသွားဘူးအဲ့နေရာတွေမရမိုးတွေကအဲ့လိုမုန်တိုင်းကြသလိုမှောင်မဲနေတဲ့အချိန်မှာကျွန်တော်တို့အဲ့လို speed boat လေးတွေနဲ့ရေလည်းမကူးတတ်ဘူးဗျာအဲ့လိုလူ2ရက်လောက်ရှိတဲ့ရေပြင်းကြီးတွေကိုဖြတ်ပြီးသွားလှူတဲ့ဟာဟိုပေါ့အချို့တွေအတွက်လည်းအဆင်ပြေလွယ်တဲ့အရာဖြစ်ကောင်းဖြစ်မယ်ဗျာဒါပေမဲ့ကျွန်တော်တို့အတွက်တော့အဲ့ရေအဲ့လိုဖြစ်နေတဲ့အချိန်တွေမှာအဲ့လို speed boat လေးတွေစီးဖို့ဆိုတာကျွန်တော်တို့လုံးဝမတွေးတာဘူးကျွန်တော် plan နဲ့မပါဘူးကျွန်တော်တို့ကလည်းပြောရမယ်ဆိုရင်တော့ပေါ့ပါပဲရော့ဆိုပြီးလှူခဲလိုက်လို့တော့ရတယ်ဒါပေမဲ့လှူခဲတဲ့အလှူရှင်တွေအတွက်လည်းကျွန်တော်တို့ကကြည်ပေးတာဘာလဲပြောဟိုအမောက်များရလေ9သိန်း10သိန်းဆိုရင်တော့ပြဿနာမရှိဘူးခုက300ရာခဏသိန်းဟို900ဝန်းကျင်လှူခဲ့တယ်နော်900ဝန်းကျင်လှူခဲ့တော့တာဝန်လဲယူတာဝန်လဲခံပြီးတော့အဲ့လောက်အမောက်မလို့လေဒီရိုက်ကူးရေးဆိုတာလှုပ်ဖြစ်သွားတာဟုတ်တယ်နော်ဟိုမှတ်တမ်းတစ်ခုရှိနေအောင်ပေါ့နော်လှူတာတော့တကူးတကလိုက်ပြီးရိုက်ထားတာတော့မဟုတ်ဘူးဒါပေမဲ့ဒီနေရာတွေလှူခဲ့တယ်ဒီလောက်အမောက်ဒီပစ္စည်းတွေဒီနေရာအဲ့ဒါကိုအဓိကမှတ်တမ်းအနေနဲ့ရှိအောင်လို့ YouTube မှာကျွန်တော်တို့တင်ထားပြီးနော်ပြီးတော့ငလင်ရောပဲငလင်ရောကိုပင်မဲနေငလင်လဲကျွန်တော်အားကျန်းထွက်တာငလင်လှုပ်ပြီးလို့ဒီမန္တလေးတို့စကိုင်းတို့အကြီးကျယ်တွေဖြစ်ပြီးချင်း2ရက်မြောက်မှာကျွန်တော်တို့စထွက်တာအားကျန်းစီစဉ်ပြီးတော့လေအဲ့တုန်းကလည်း3500ကျော်ရတယ်1500ကျော်ကျွန်တော်တို့ရန်ကုန်နေရှင်းအနေနဲ့300မတီးတယ်ပြီးတော့ကျွန်တော်တို့ဒါတော့တဲ့ပြောရင်အလှလုံးဝမခံဘူးအဲ့ဒါကိုဝိုင်းလှူတာလှူတော့ကျွန်တော်တို့မှစထွက်သွားတော့3900 800နဲ့စထွက်သွားတာဟိုကျွန်တော်တို့ရောက်တော့ကျွန်တော်တို့ကဘယ်ရက်ကြာပါ3-4 ရက်ကြာပါနော်အဲ့မှာ4ရက်ပေါ့4ရက်မှာဆက်ချင်းကျွန်တော်တို့ကနေပြီးတော့ရောက်တယ်ပြီးတော့ပြင်မနာလှူတယ်စေယုံကြီးတွေအဲ့ရလူနာတွေကိုဓာတ်ရိုက်လက်ထဲတီးကိုကျွန်တော်တို့ငွေသားဆိုလဲငွေသားအကုန်ထည့်ပေးခဲ့တယ်နော်ပြီးတော့ပြင်မနာပြင်စကိုင်းမန္တလေးဟောပြီးတော့အမရပူရလည်းရောက်ခဲ့တယ်အမရပူရပေါ့နော်အဲ့မှာစကိုင်းဆိုလဲကျွန်တော်တို့အဲ့မှာမရဗာလဲဆိုစကိုင်းသွားဖို့ကျွန်တော်တို့စီစဉ်တဲ့ခါမှာအဲ့တော့ငလင်းကကျွန်တော်ရောက်တဲ့ချိန်နဲ့တောက်လျှောက်လှုပ်နေတော့ကျွန်တော်တို့မှလမ်းမမှာအေးရဖြာလေးခင်းပြီးတော့ဗျာ experience အသစ်ပေါ့မန္တလေးမှာစကိုင်းသွားဖို့မူးချုပ်သွားလို့အိမ်မှာဘလို့ပဲဗျာကျွန်တော်တို့အိမ်နေမှာဘလို့ပဲနေထိုင်ခဲ့အကုန်လုံးကတတွေးတလားလေးပဲတစ်ဖွဲ့လုံးကားပေါ်မှာအဲ့ရင်လဲချင်းအားကြိုက်တယ်ဗျာမန္တလေးဆိုတော့အမျိုးအဝမှာပေါ့ပြီးတော့အဲ့မဟုတ်ပြီးတော့ဟိုပါအဓိကဟိုတယ်တွေကလည်းအထက်မြင့်နေပဲရတယ်ကျွန်တော်တို့လည်းမတည့်ရပုံမှန်ဆိုရင်တဲမှာဒါပေမဲ့မှတ်မိတာမန္တလေးထဲဝင်ချင်းပဲရှိသေးတယ်ဝုန်းဆိုတစ်ချက်လှုပ်သွားကားတွေပါရိမ့်သွားလीအဲ့ဒါနဲ့ကျွန်တော်တို့ဟိုတယ်မှာလည်းဘယ်လိုမှမတည့်ရတော့ဘူးသူရပြည့်ပဲဆိုတော့မတည့်ဘူးအဲ့တော့ဟိုဖြစ်မယ်ပြီးတော့နေပြီးတော့မှလည်းမမရတဲတော့လေရေမရအောင်เนาะမီးလည်းမရအောင်အဲ့တုန်းကလည်းမရနေပြီးတော့အခါပေါင်းများသွားဘူးတယ်ကျွန်တော်တို့လေဟိုတကယ်ကောင်းတဲ့ဟိုတယ်တွေကြတော့အကုန်ပြည့်နေပြီနောက်ဆေးဖြစ်သွားကြတော့နေတဲ့လူတွေကလည်းအကုန်သွားနေကြတာဘာမှမရ
ဘလို့မှမရတော့ကျွန်တော်တို့နေပြီးတော့မှလည်းဖြစ်တယ်လို့အဲ့မှာတော့တော်သေးတယ်မိုတယ်လောက်အဆင့်ရှိတဲ့နေရာနေလို့ရလိုက်သေးတယ်မန္တလေးမှာတော့ဒါတောင်ကန်ကောင်းတယ်ဟိုကိုတပ်ပိုင်တို့ auto life ကကူညီပေးတာဟိုကူညီပေးပြီးတော့ကျွန်တော်တို့အဲ့မှာတမန်တလင်းမှာပဲကတ်ထူဆက်ကူတွေခင်းပြီးတော့အဆင်ပြေတယ်လို့ပြီးတော့နောက်နေ့မနေ့အစောကြီး6နာရီ9နာရီကိုကျွန်တော်တို့စကိုင်းကိုဝင်စကိုင်းမှာတနေ့ကုန်လှူတာကြောင်ကျိုးဟိုစကိုင်းတောင်ကျိုးကြောင်ထဲမှာလည်းလှူတယ်လှူနေရင်ကားကြီးကလည်းဟိတက်ပြီးတော့ပြတ်တယ်ဒီမှာဆရာသမားကားကြီးဟိတွေတက်တယ်ကျွန်တော်ဟိတက်တာတွေလိုက်ပြင်းတယ်ပြီးပြန်မောင်းတယ်လူတွေလက်ထဲကိုအိမ်ငွေတွေကိုရအောင်ထည့်ပေးတယ်ဒါပေမဲ့အဲ့ထက်မှာဘယ်ဟာလေးကိုတော်တော်ဟိုဟာဖြစ်လဲဆိုကျွန်တော်မန္တလေးမှာဆေးရုံတွေလှူတာနော်အဲ့တော့300ကျော်လှူခဲ့တာလူနာလက်ထဲကိုအဲ့ကိုယ်တိုင်ဒဏ်ရာတွေရနေလူနာမှန်တယ်မျိုးညအဲ့မြင်ဝင်တွေကတော့ပြန်မမြင်ချင်ဘူးဘယ်တော့မှလည်းမဖြစ်စေချင်ဘူးကိုယ်နိုင်ငံဒီလူတွေအကုန်လုံးဒီလိုဘေးရနေကြီးကိုပေါ့နော်ကျွန်တော်အဲ့လိုကိုယ်တိုင်ကိုကြလက်ဝယ်ရအောင်ငွေသားတွေလှူပေးခဲ့တယ်ဆေးရုံမှာလည်းလိုအပ်တဲ့နေရာတွေသုံးဖို့လည်း300 300နော်ပေးခဲ့သေးတယ်300 300မို့ကျွန်တော်တို့ရန်ဟိုဟာဆေးရုံကြီးတစ်ခုက300ပြန်လဲဒီထောင်ကြီးနောက်ထပ်ဆေးရုံကြီးကလည်း300စုစုပေါင်း300လူတွေလက်ထဲမှာပါပိုင်အဲ့မှာနေ900 800ဘူးလောက်ရှိမယ်နော်လူတွေကိုလည်းတယောက်ကို3,000တို့9,000တို့အဲ့လိုမျိုးခွဲချမ်းစိတ်ဖြာပြီးတော့ကိုယ်တိုင်လက်ဝယ်ကိုကျွန်တော်တယောက်ချင်းနေလေအဲ့ဆေးရုံကအဆောင်တွေအကုန်လုံးကိုနော်အဖွဲခွဲကျွန်တော်ကတဆောင်ဝင်သူတို့ကတဆောင်အဲ့လိုမျိုးလိုက်ပြီးတော့အဲ့လိုငွေသားတွေအကုန်လုံးဘာပြောဗျာဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူတို့လည်းအားတစ်ခုဖြစ်စေချင်တာပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကတော့ဒါလူမှုရေးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အခြားဒီရှေ့ဟိုးအဝေးရေဘေးမှာလည်းကျွန်တော်လှူခဲ့တာရှိပါတယ်ကျွန်တော်အဲ့တုန်းကလည်းအဲ့လိုတွေဒါရိုက်ကူးရေးဆိုတာမျိုးပြီးတော့အမောင်းတွေလည်းနည်းတယ်လေနည်းဟုတ်တယ်အဲ့တုန်းအဲ့ဒါလည်းတော်တော်လေးကျွန်တော်တို့ငေးပုံငယ်သေးမယ်ကျွန်တော်တို့အခုကတော့ဒါအသက်အရွယ်ပိုင်းခြားတစ်ခုမှလည်းကျွန်တော်တို့သုံးဆွဲနိုင်တဲ့ပမာဏလေးလည်းနည်းနည်းတိုးလာတာလည်းပါတော့ပို့လူနိုင်လာတယ်ပြီးတော့ကျွန်တော်တို့အမြဲတမ်းလည်းဒီအဖွဲ့နဲ့ပတ်သက်လို့လည်းကျွန်တော်တို့ဒီ team နဲ့ပတ်သက်လို့ငွေကြီးနဲ့ပတ်သက်လို့တခါမှအဲ့လို error မဖြစ်ခဲ့ဘူးဒီနေ့ဒီချိန်ထိကိုပြီးတော့လည်းဒီဟာနဲ့ပတ်သက်လို့လည်း business ဆန်တခါမှမတွေးဘူးကျွန်တော်တို့မှငွေရှာရင်ကျွန်တော်တို့ဒီကိုလုံနေတဲ့ဒီအလုပ်တွေနဲ့ငွေရှာမယ်ဒါပေမဲ့ဒီကားနဲ့ပတ်သက်တာနဲ့ကျွန်တော်တို့ငွေမရှာဘူးလို့လည်းကျွန်တော်တို့ကဆုံးဖြတ်ထားတယ်ဒါအကုန်လုံးပေါ့နော်ပြီးတော့ကျွန်တော်တို့အဲ့အလှူကိစ္စပြောလို့သွားရင်တော့ကျွန်တော်တို့တဲတဲ့ဟိုတယ်သွားတဲ့ဟိုတယ်ကဝေးပါသေးတယ်သွားတဲ့ကားစီဘိုးကကားစီဘိုးတွေကျွန်တော်ကိုပစံနဲ့ကိုပဲအဲ့ဒါကြီးကကိုပစံနဲ့ကိုကျွန်တော်တို့သုံးဆွဲတာဟိုလှူတရားရှိကြီးတာလှူပြီးမှလာကျွန်တော်တို့ရင်းတဲ့အပိုင်းကိုဆက်သွားတာပေါ့နော်ကားဆိုလဲပြက်လဲကိုယ့်ကိုပြင်ရတာပဲအဲ့ကားနောက်ဆုံးမှသူယူသွားတဲ့ကားကြီးပြက်သွားလို့တော့ပြင်အင်ဂျင်လဲပြီးလဲရတယ်နော်ဟုတ်တယ်တစည်းဆိုမရကဲထားပါတော့တက်ပြီးတော့အင်ဂျင်ကွဲသွားတာဒါကတော့အလှူဒန်းပိုင်းပေါ့ဗျာဒါကတော့လူမှုရေးဆိုတာလေကျွန်တော်တို့ဒီနိုင်ငံမှာလူမှုရေးစိတ်သက်ရှိဖို့လည်းလိုအပ်တယ်ဟိုမပြေလေခက်ခဲဖြစ်နေတဲ့လူတွေလည်းကျွန်တော်တို့တက်နိုင်တဲ့လောက်ကူညီခဲ့တယ်ပေါ့နော်ကူညီနိုင်တဲ့အတွက်လည်းအတိုင်းမတိဝမ်းသာတယ်တကယ်လည်းပီတိဖြစ်တယ်အခုတွားခဲ့တဲ့ဟာကြီးပြန်တွေးကြည့်ရင်တော့လေကျွန်တော်တို့ဟိုဟာ2023တုန်းကကြတော့9နှစ်ပြည့် anniversary ကြတော့ Panida Auto Park လားဒီလှိုင်မှာလှိုင် Panida လမ်းမှာအင်းစိန်လမ်းမဘောကနေဝင်ကျွန်တော် BMF ရုံးကဒီဟိုဟာကိုလက်ကပေါ့နော်နေရာကိုကျွန်တော်တို့ဒါကူညီပေးတာဟုတ်တယ်အဲ့တုန်းကလည်းဒါအဲ့အကိုကနေရာကိုစပွန်ဆာပေးတယ်စပွန်ဆာပေးတဲ့သဘောပေါ့နော်ဒါ venue sponsor သူပေးတယ်ပေါ့ပြီးတော့ကျွန်တော်တို့စပြီးတော့တေချာလေးအဲ့မှာစီစဉ်ပြစ်တယ်ပွဲကလည်းတော်တော်ခမ်းနားတယ်အခုပုံတွေလည်းကျွန်တော်ဒီမှာ slide door နဲ့ပြနေတယ်အဲ့လောက်ထိကိုကျွန်တော်တို့ခေါ်တာနော်အဲ့တော့ drone shot တွေလည်းတော်တော်လေးကိုရိုက်ဖြစ်ခဲ့တယ်ပေါ့နော် drone shot တွေကတော့လည်းတတ်မှတ်ထားတဲ့အမြင့်ပမာဏပေါ့ခဏနေပဲခဏနေကနေတော့ရသလောက်ရိုက်တယ်ပေါ့အဲ့တော့အဲ့တုန်းကလည်းကျွန်တော်တို့ဂေါ်လီရပဲမလားဟုတ်တယ် music ပိုင်းကိုလည်းကျွန်တော်တို့ဒီဂေါ်လီရကျွန်တော်နဲ့အတူတူဂေါ်လီရယ်ပြီးတော့ aura ရယ်ပေါ့နော်အဲအဲ့ဂေါ်လီအဖွဲ့ရယ် aura ကနေပြီးတော့ကျွန်တော်တို့ကို supporting လုပ်ပေးရပေါ့ပြီးတော့ကားနဲ့ music နဲ့ကလည်းတွဲနေတဲ့ကာချာဆိုတော့ကျွန်တော်တို့ကကားကြီးပဲလဲကျွန်တော်တို့လုပ်လို့တော့ရတယ်ဒါပေမဲ့ပိုမိုက်အောင်ကျွန်တော်တို့က music နဲ့ပါတွဲတာပေါ့အဲ့တော့ EDM ပွဲလို့ဒီနေရာမျိုးတော့မဟုတ်ဘူးကျွန်တော် electro house လေးတွေနဲ့လုံးဝဒီကားနဲ့ vibe ပြပြီးရင်ကားနဲ့ပတ်သက်တဲ့စကားတွေကိုလည်းအဲ့လိုဖောင်ဖွဲ့ပြီးဒီ area တစ်ခုလုံးမှာကားကိုက်စီကစကားကြီးပြောနေအဲ့အချိန်လေးပေါ့နော်အခိုက်တန့်လေးပေါ့အဲ့ဒါလေးကတော့အရင်ကျွန်တော်ကားချစ်တဲ့လူတွေတကယ်ပျော်ရွှင်တဲ့အခိုက်တန့်ဖြစ်ပါတယ်ပြီးတော့ရှင်းနှစ်ပြေးကြတော့ဘာမှလဲဝင်းကြီးများရုံမှာအစအလုပ်တာဝင်းကြီးများရုံမဟုတ်ဘူးတဲတာတခုဒါပေမဲ့အကြောင်းကြောင့်ဝင်းကြီးများရုံရောက်သွားဘာမှတဲတာအဲ့တော့ပူဂျုံစီဩအေးပူဂျုံစီမှာကျွန်တော်တို့ကကြီးတွေးလိုက်ကျွန်တော်တို့အကြီးတော့တွေးတယ်ပွဲတော့အဲ့တော့စလုပ်ခရီးကတမလို့ခမ်းမနေစားခဲ့တဲ့ဇလန်းအခုဒါအကြီးတော့တွေးတယ်ဒါပေမဲ့လည်းမရတော့လည်းရတယ်လို့ပဲလောက်တာပဲလုံးမယ်ဆိုတော့အဲ့မှာနောက်ဆုံးဝင်းကြီးများရုံမှာကျွန်တော်မင်္ဂလာဆောင်တော့လည်းအဲ့မှာလောက်ခဲ့တော့အဲ့
အမနဲ့လည်းခင်နေတော့အခုညီတောင်းတော့သူတို့ကငှားလို့ရမ်းလို့ရတယ်တဲ့ပြိုင်ကားတွေကိုကျွန်တော်တို့ကဒီလိုမျိုးစီကျင်တာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့လုံးဝအပြည့်ပဲအထဲမှာနော်တော်တော်နိုင်ငံခြားလူတွေကြည့်ရင်လည်းတော်တော်တော့ခေါ်မှာဗျာကျွန်တော်နိုင်ငံမှာဒီလိုအစာအုပ်မျိုးကြီးတွေဒီလိုနေရာမျိုးကြီးတွေကဒါပြောမသူရင်ဟိုတိသွားစေချင်တာပေါ့ဘာလို့ကားနဲ့ပတ်သက်တာတွေကိုကျွန်တော်တို့ hashtag တွေနဲ့တင်တဲ့အခါမှာအခြားနိုင်ငံလူလည်းမြင်နေဗျာအဲ့ခါကျရင်ကျွန်တော်နိုင်ငံကားကချာဒါဒီလိုလေးတော့ရှိပါလားဆိုတာဗျာဟိုအစည်းရတော့ခုနပြောအခြားအားသားနိုင်ငံတွေနဲ့ရှင်တော့နဲကောင်းနေမယ်ဒါပေမဲ့ယူသွမှုနဲ့ကားကိုချစ်တဲ့ပမာဏကတော့ကျွန်တော်တို့လည်းမရောဒါသူတို့ထက်မတိုင်နေဗျာမရောဘူးအဲ့ဒါတော့ကျွန်တော်အာမခံရဲဘာလို့လဲဆိုတော့အရန်ကိုယူလို့လေဒီလောက်ထိကျွန်တော်တို့ဒီပြိုင်ကားကိုယူမှုနဲ့စီးကြတာပေါ့နော်ဟုတ်တယ်အဲဒီရှစ်နှစ်ပြည့်တုန်းကလည်းမိုက်တယ်ဝင်ကြီးများယုံမှာဆိုတော့ကျွန်တော်တို့အများကြီးတော့ဂယူးဆိုင်ရတဲ့အချက်တွေရောရှိတာပေါ့ဒီဝင်ကြီးများယုံဆိုတဲ့ image နဲ့လည်းကိုက်ညီအောင်ကျွန်တော်တို့အများကြီးစီးနဲ့စနစ်နဲ့လောက်ရတဲ့အပိုင်းတွေလည်းရှိရယ်ဒါပြီးတဲ့လူတွေလည်းဟိုပြောရတဲ့အတိုင်းဟိုပဲဟိုဒါနေပေးသွားတဲ့တငယ်ချင်းအပေါင်းအသင်းတွေရှိတယ်လို့ဟိုပွဲခံသွားတဲ့တငယ်ချင်းအပေါင်းအသင်းဒါတော့တီးတော့မတီးဘူးအဲ့လိုမျိုးလေးလည်းရှိဒါပေမဲ့ခြုံပြောရရင်တော့အဆင်ပြေအောင်မြင်မြင်နဲ့ပဲရှင်းနေပြီးတော့လည်းပြီးသွားတယ်ပေါ့နော်အခုဒါပြောရမယ်ဆိုရင်ဒီနှစ်အတွက်လုံးမဲ့ဟာကြီးကိုရောက်လာပြီပေါ့အခုဒါဒီ podcast မှာတန်မိုးရှိသောအပိုင်းတစ်ခုရောက်လာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒါ9နှစ်ပြည့်ပွဲကြီးပေါ့အဲ့ပွဲကိုလုံးဝကြီးကျယ်ခမ်းနားသွားတယ်လှုပ်ရှင်တယ်နေရာကြီးပါလေကျွန်တော်မျိုးစုံစဉ်းစားအချိန်မှာကျွန်တော်တို့ကနောက်ဆုံးမှာဒီအခုလုံးမဲ့နေရာပေါ့နော်တကယ်မြန်မာနိုင်ငံရဲ့ 5 star hotel မြို့လေကောင်မြန်မာနိုင်ငံမှာတကယ်လူအများဆုံးဖြတ်တဲ့လမ်းတွေကတလမ်းဖြစ်တယ်ပြည်လမ်းNovotel ရန်ကုန် Mass မှာလုပ်ပါမယ်အဲ့မှာကျွန်တော်တို့အခုစီစဉ်ထားတယ်ဆိုတာတဲ့အဲ့ပွဲနဲ့ပတ်သက်တဲ့ information ကိုကျွန်တော်တို့ပြောရမယ်ဆိုရင်အဲ့ပွဲက21ရက်နေ့တောက်ကြနေ့ကြာမယ်ညနေခုလာပေါ့နော်ညနေ4:00နာရီ21ရက်နေ့ဟုတ်တယ်21ရက်နေ့တောက်ကြနေ့ကိုညနေ4:00နာရီကနေပြီးတော့8:00နာရီပေါ့အဲ့အချိန်ကျွန်တော်တို့ပြမယ်အဲ့ဒီထဲမှာကျွန်တော်တို့ဘာကားပြဘာကားတွေပြမလဲဆိုတော့ကျွန်တော်တို့အခုဟို showcase အနေနဲ့5မျိုးခွဲခြားရတယ်ပေါ့ category 5မျိုးခွဲခြားရပါတယ် super car ပထမဦးဆုံးအဆင့်ကကျွန်တော် super car ဘယ်နှစီးလောက်ခံမှန်းကြီးပါမယ်ထင်တယ် super car ကဘယ်နှစီးလဲဆိုတော့10စီးဝန်းကျင်လောက်တော့သွားမယ်ကျွန်တော်တို့တစ်မျိုးတော့အခု10မျိုးလောက်10စီးလောက်စီကိုကျွန်တော်တို့စုံပြီးတော့ရှားတယ်တကယ်လဲမော့ထားတဲ့ကားမျိုးကိုဦးစားပေးပြီးတော့ဒီပွဲမှာတော့ပြမယ်အဲ့ဒါလည်းတခြားမဟုတ်ကျွန်တော်တို့နေရာအခက်ခဲတော့မဟုတ်ကျွန်တော်တို့ကလည်းကြည်လေးနဲ့မိုက်အောင်ကိုအဲ့ဒီ Novotel အရှိပါကင်ကြီးကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့လုပ်တော့အစည်းရေက90အများဆုံးပဲဆန့်တယ်ဆန့်တော့ကျွန်တော်တို့ကဒီနှစ်မှာလည်းအရင်နဲ့မတူဘဲနဲ့ကားများပြီးတော့ပြီးတော့မဟုတ်ဘဲနဲ့ feeling အတလေးပေးချင်တာဟိုတေချာ modify လုပ်ထားတဲ့ကားတွေအဲ့ဒါမှ super ကားရယ် euro ကားရယ်ယူရိုကားဆိုတာလေကျွန်တော်တို့ကပြောမှဆိုရင်ပြိုင်ကား theory မှာကျွန်တော်မြန်မာနိုင်ငံမှာအမှန်တမ်းပြောအကောင်လုံးကဂျပန်ပြိုင်ကားလောက်ပဲလူများစုကသိတာပေါ့နော်ဒီယူရိုကားမှာလည်းတကယ်ခက်မမိုက်စင်ထားတဲ့လူတွေမြန်မာနိုင်ငံမှာတကယ်ရှိတယ်ရှားတယ် international မှာလည်းခေါ်ယူရိုကားပြိုင်ကားတွေကိုလည်းကျွန်တော်ပြမှာအဲ့တော့ပြင်ယူရိုကား JDM classic ကားပြီးတော့မှ drift ကားလည်း drift setup bit ထားတဲ့ကားတွေပေါ့အဲ့ဒီ5မျိုးကျွန်တော်ပြတကယ်ကွင်းထဲမှာအခုလက်ရှိမောင်းနေတဲ့ကားဒီအချို့ကိုကျွန်တော်တို့ပြမှာအဲ့တော့ဒီ category ကိုလေးလာပြီပွဲမှာပြမယ် drift ကားတွေကတော့ကျွန်တော်တို့ရန်ကုန် nation တွေကမှခုနကကျွန်တော်တို့ပြောရတဲ့ Gorilla Drift Club ရဲ့အဖွဲ့ရဲ့ကားတွေပေါ့နော်ဒါ Gorilla ကလည်းကျွန်တော်တို့ရန်ကုန် nation ရဲ့ outlet တစ်ခုပဲအခွဲပေါ့ဗျာနာမည်အခွဲတစ်ခုနဲ့ကျွန်တော်တို့က drift youth တဲ့တငယ်ချင်းတွေကို Gorilla Drift Club ဆိုပြီးကျွန်တော်တို့ကတက်ထပ်ဖွဲ့တာလေးလောက်ထားတာပေါ့နော်အဲ့တော့ပြမယ်ကားမျိုးစားကတော့အမျိုးစား5ခုပေါ့5ခုပါမယ်ပြီးသွားရင်ကျွန်တော်တို့ဒီပွဲလဲခုနလိုပဲ music အပိုင်းကို entertain လုပ်ပြီးတော့ supporting လုပ်မှာတော့ Golly ပေါ့နော် Golly ကကျွန်တော်တို့တငယ်ချင်းညီလေး4ယောက်ကလာရောက်ပြီးတော့အဲ့ဒီကူညီပေးမယ်ပေါ့အများနဲ့ကူညီပါတယ်ကျွန်တော်တို့ဒီရန်ကုန် nation နဲ့ပတ်သက်တဲ့ပွဲတိုင်းအောင်လဲ Golly အဖွဲ့ကိုလည်းဒါကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့အခုအမေးများတဲ့ဒီ ticket ပိုင်းဆိုင်ရာကိစ္စကြတော့လေကျွန်တော်တို့ ticket ကိုအခု online ကနေပြီးတော့လေကျွန်တော်တို့မရောင်းမဲနဲ့အခုသတ်မှတ်ထားတဲ့နေရာ4နေရာပေါ့နော်4နေရာအခုသတ်မှတ်ထားတယ်ကျွန်တော်တို့ဒီ rider auto ရယ်ပြီးတော့ rider auto ကျွန်တော်နေရာလေးပါပြောရလိုက်မယ်เนาะဒီစမ်းချောင်းတဝိုက်ဆိုရင် rider auto ရှိမယ်
Rider Auto ရဲ့ V8 ရဲ့ပေါ့စမ်းချောင်းတို့အလုံးတို့ကြီးမြနိုင်တို့နာတဝိုက်ကဆိုရင်ပြီးတော့အင်အားလန်ကမာယိုတို့ပြီးအဲ့ဘက်ကဆက်ပြီးတော့ဟိုရန်ကင်းတို့အဲ့ဘက်တရားဆိုရင်ကျွန်တော်အင်အားလန်မပေါ်မှာ Damazeri လန်နဲ့အင်အားလန်မီ point နာမှာ level up ဆိုတဲ့ clothing ဆိုင်တစ်ခုရှိတယ် အဲ့မှာလည်းဝယ် အဲ့မှာရမယ်ပြီးရင်ကျွန်တော်တို့မယန်းကုန်းတို့တမိုင်းတို့9မိုင်တို့10မိုင်တို့အဲ့ဘက်ချမ်းရဆိုရင်ကျွန်တော်ဆိုင် exclusive auto walk ကတမိုင်းလန်းဆောင်နာမှာရှိတယ်ဖုန်းနံပါတ်လေးလည်းကျွန်တော်တို့ဟိုပေးရလိုက်ပါနော် ဗီဒီယိုမှာကျွန်တော်ချပေး အဲ့မှာဆက်သွယ်ပြီးကျွန်တော်အဲ့ဒါ15ရက်နေ့စဝယ်လို့ရ ပြီးတော့ကျွန်တော်တို့တစ်ခုပြောစရာရှိသေးတယ်အချို့လည်းကျွန်တော်တို့လာမေးကြတယ်ဒီ ticket လက်မှတ်သတ်မှတ်ဟိုဟာနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော် ticket လက်မှတ်ကတော့တစ်စောင်ကိုကျွန်တော်တို့ကဒါ9000သတ်မှတ်ထားပါတယ်အဲ့ထဲမှာကျွန်တော်တို့ဟိုဟာပါမယ်ဘီယာပါမယ်နော် ဘီယာတစ်ခွက်သို့မဟုတ်ဘီယာမတောက်ရင်လည်းအချိုရည်ပေါ့ soft drink တစ်ခုရှိအဲ့ဟာကျွန်တော်တို့ ticket နဲ့ counter မှာပြန်ပြီးတော့လဲလို့ရတယ်ပေါ့နော်လဲလို့ရတယ်အဲ့ဟာရှိမယ်ပြီးသွားရင်အဲ့ဒီမှာကျွန်တော်တို့ Novotel အောက်မှာအသစ်ဖွင့်ထားတဲ့ Jinka ဆိုတဲ့ဘာအသစ်ရှိတယ်အဲ့ဒါလည်းတခါတည်းကျွန်တော် shout out လုပ်ပေးလိုက်တာပေါ့နော်ဟိုအဲ့ဆိုင်ကနေစပြီးဟိုရောင်းမယ်သူတို့ cocktail အဓိက Jinka ဆိုတော့ gin နဲ့ vodka နဲ့ကိုသူတို့ကအဓိက special အဲ့တော့အဲ့ဒီဆိုင်ကနေပြီးတော့ကျွန်တော်တို့fast food တွေအဲ့ဒါလည်းရောင်းမယ်ပြီးရင်ဟို cocktail beer အဲ့ဒါတွေသူတို့ရောင်းတယ်ဈေးကိုလည်းကျွန်တော်တို့ hotel price မဟုတ်ဘဲနဲ့ဒီတန်လေးဈေးလုံးလေးအားလုံးလည်းအဆင်ပြေတဲ့ဈေးမျိုးလေးတတ်မှတ်ပြီးရောင်းပေးမယ်လို့လည်းကျွန်တော်တို့စီစဉ်ထားပါတယ်နော်ဟုတ်တယ်အဲ့ပြီးရင်ကျွန်တော်တို့နောက်ထပ် coffee နဲ့တချို့မုတ်လေးတွေအတွက်လည်းBeyond and Brews လားမသိဘူး coffee ဆိုင်လေးပါအောင်မယ် Beyond and Brew လား Brew and Beyond လားမသိဘူးအဲ့ဒါလေးတခုအဲ့ဆိုင်လည်းပါမယ်ပြောချင်တာအရင်တော့ဆိုအဲ့လိုမျိုးကျွန်တော်တို့အဓိကအဲ့ဟာလေးဆိုရင်လည်းကျွန်တော်တို့ဟိုမဖြစ်ဘူးပြီးခဲ့တဲ့8နှစ်ပြည့်တုန်းကကြတော့ကျွန်တော်တို့ကနည်းနည်းဝင်ကြီးများရုံးနေလည်းဖြစ်သလိုနေရာထိုင်ခင်း decoration ကြတော့ street အထာမျိုးလေးဆိုတော့ကျွန်တော်တို့ကလည်း barbecue and beer ရောင်းတာပြီးခဲ့တဲ့နှစ်တုန်းကဒီနှစ်ကြတော့လည်းကျွန်တော်တို့ Novotel ဆိုတော့ Novotel နဲ့ live ဖတ်မဲ့ဟာမျိုးလေးတချို့ကကြတော့ပြောင်းပြီးစဉ်းစားတော့ဒီအစားအသောက်ပိုင်းနေကြတော့လေခုနကပြောတဲ့ဆိုင်တွေကနေပြီးတော့ရောင်းချမယ်ပေါ့နော်အဲ့ဒီနေ့ကိုအဲ့ဟာတွေလည်းပါဝင်ပြီးတော့ရောင်းရမှာပေါ့ပြီးတော့သတင်းကောင်းတစ်ခုပြောပါဦးမယ်ဒီပြိုင်ကားနဲ့ပတ်သက်တာကိုကျွန်တော်တို့ကပေါ့နော်ကလေးတငယ်တွေလည်းဒီကားကော့ရှော့ကိုယူသွတ်တာအများကြီးမြင်ရတယ်ကျွန်တော်ရဲ့ Messenger ရောရန်ကုန် Nation Messenger တွေမှာရောအများကြီးလာမြင်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နှစ်ယောက်တိုင်ပင်တော့ဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်တို့အခု10နှစ်အောက်ကလေးတွေပေါ့နော်10နှစ်အောက်ကလေးတွေဆိုရင်ကျွန်တော်တို့က ticket ကို free ပေးပါမယ်ဝင်တဲ့ခါမှာထားပါတော့မိဘကပါလာရဲဆိုရင်တော့မိဘကတော့ ticket ကိုဝယ်ရပါမယ်ဒါကျွန်တော်တို့ဟိုကလေးတငယ်တွေကိုကျွန်တော်တို့အနေနဲ့ supporting တခုလုပ်ပေးတာပေါ့နော်ဝါသနာရှင်ကလေးတွေ10နှစ်အောက်ကလေးတွေပါနော်10နှစ်အောက်ကလေးတွေကိုကျွန်တော်တို့အဲ့ရလေးလုပ်ပေးမယ်လို့တော့စဉ်းစားရပါတယ်နော်အဲ့လေးရှိမယ်ပေါ့နော်ပြီးွားရင်ကျွန်တော်တို့ရန်ကုန် Nation ကနေပြီးတော့ကျွန်တော်တို့ post တင်မယ်ပေါ့နော် page ကနေ post ကဘာလဲဆိုတော့ကျွန်တော်တို့ရန်ကုန် Nation နဲ့ပတ်သက်တဲ့မှတ်တရတွေဘယ်ဟာစသည်ခဲ့တာလေးအစားပဲစိတ်ထဲမှာရှိတာရေးလို့ရပါတယ်အကြံပေးတာလည်းရတယ်ဝေဖန်တာလည်းရတယ်ကျွန်တော်တို့ကအဲ့ဒါကိုလည်း welcome လုပ်ပါတယ်ဟိုအကောင်းကြီးပဲပြောဖို့မလိုဘူးကျွန်တော်ဒီ team နဲ့ပတ်သက်လို့စိတ်ထဲမှာရှိတဲ့ဟာကိုဒီကျွန်တော်ရန်ကုန် Nation တင်မဲ့ post အောက်မှာ comment ပေးလို့ရပါတယ်အဲ့ comment ကိုပေးပြီးတာနဲ့အဲ့ဒီရန်ကုန် Nation page ကိုကျွန်တော်အခုတင်ပေးရမယ်အဲ့ page ကအဲ့ post ကိုကျွန်တော်တို့ share ပေးရပါမယ်နော် comment ပေးရမယ်အဲ့မူရင်း post မှာ comment ပေးပြီးရင်အဲ့ post ကို share ပေးရပါမယ် share ပေးပြီးွားရင်ကျွန်တော်တို့ share ရတဲ့လူတွေတွေကအယောက်20ကိုကျွန်တော်တို့ ticket free ပေးပါဟိုဟာ ticket giveaway ပေးမယ်ပေါ့အဲ့အယောက်20ကလည်းကျွန်တော် +1 ရမှာ +1 ရမှာပေါ့ +1 ကြမှာလည်းအဖော်လေးနဲ့လာလို့ရအောင်ပါကျွန်တော်တို့အဲ့မိနစ်ကအဲ့လို ticket ပေးမယ်လို့စဉ်းစားတော့တယောက်တည်းဆိုတချို့ကြောက်လေဗျာနည်းနည်းကြောင်တောင်ဖြစ်တဲ့ပုံစံကြီးဖြစ်သွားနိုင်တယ်ဒီမှာကျွန်တော်တို့လည်းတခါလေးပွဲရိပ်ဖိရင်2ယောက်လောက်သွားတော့အဖော်ရတာပေါ့အဲ့သဘောပဲမဲပတ်ဝိုင်းလူတိုင်းက +1 ခေါ်လာလို့ရတယ်အဲ့ဒါလေးကအရန်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်အဲ့တော့အဲ့ activity လေးလည်းပါဝင်ရန်ကုန် Nation page ကိုလည်း like လုပ်ရပါမယ်ဟုတ်တယ်အဲ့ရန်ကုန် Nation page ကို page ကတင်တဲ့ post ကို share ရင်လည်း hashtag လေးတွေကကျွန်တော်တို့ရေးပြတာပါမယ်အဲ့မှာရန်ကုန် hashtag ရန်ကုန် Nation နောက်တစ်ခု hashtag ရန်ကုန် Nation 9အဲ့နှစ်ခုပဲအဲ့နှစ်ခုကိုကျွန်တော်တို့အမှလည်းကျွန်တော်ပြန်ရှာရင်လွှဲမှာဟုတ်တယ်အဲ့လိုမျိုးလေးကျွန်တော်တို့ hashtag လေးတက်ပြီးပေါ့နော်နောက်ထပ်တစ်ခုကသတင်းကောင်းဆိုတာထက်ကျွန်တော်တို့ကိုယ်တိုင်လည်းတော်တော်စဉ်းစားပြီးမှလေဒါတော်တော်စဉ်းစားပြီးမှလည်းဒီပွဲမှာစပြီးတော့ announce လုပ်မယ်ဆိုပြီးတော့တွေးတာပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီ9နှစ်ပြည့် anniversary ရနေစပြီးတော့ကျွန်တော်တို့ new member လက်ခံမယ်ပေါ့။ new member လက်ခံမယ်လက်ခံတဲ့ဟာမှာလည်း
rules and regulation တွေရှိမယ်သတ်မှတ်ထားတဲ့ဟာတွေနဲ့ပြည်စုံမှအဆင်ပြေမှကျွန်တော်တို့ member အဖြစ်လက်ခံဒါကလည်းကျွန်တော်တို့2ယောက်တည်းနဲ့တိုင်ပင်ပြောဆိုပြီးတော့ပြောတဲ့စကားမဟုတ်ဘူးပေါ့နော်ဒါ founding member ကျွန်တော်တို့မှာ5ယောက်လောက်ရှိတယ်ကျွန်တော်တို့ရန်ကုန် nation မှာ leader တွေ founder တွေခေါင်းဆောင်တွေမရှိဘူးအကုန်လုံးညီလူမျှတူပဲဝိုင်းဝန်းပြီးတော့ဖြစ်ဒီနေရာရောက်လာအောင်ဖြစ်လာအောင်အကုန်ဝိုင်းဝန်းပြီးလုပ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ founding member လို့ပဲသတ်မှတ်တယ်ပေါ့နော်အဲ့တော့အကုန်လုံးကျွန်တော်9ယောက်6ယောက်လောက်ရှိအောင်မယ်အဲ့တော့အဲ့ဒီ9ယောက်6ယောက်လောက်တိုင်ပင်ပြီးမှကျွန်တော်တို့ဒီအခု new member အဖြစ်ရောက်လာမဲ့ဒါညီတွေကိုကျွန်တော်တို့သတ်မှတ်ထားတဲ့စီမင်းဥပဒေတော့မဟုတ်ဘူးပေါ့ဟိုစီမင်းစည်းကမ်းလေးတွေပေါ့နော် regulation ပေါ့ဗျာအဲ့လိုပြောရမယ်ဆိုတော့ဒါတွေကိုလိုက်နာမှာလဲအဖွဲ့အစည်းတစ်ခုကဒါ system တကြဖြစ်မှာပေါ့နော်ပြီးတော့အခြားဟိုပုံဝင်းကြီးကိုလည်းကျွန်တော်တို့ကမထိခိုက်စေအောင်အားလုံးလည်းခုနပြောလို့ကျွန်တော်တို့ပြောချင်တာပြိုင်ကားပတ်သက်တယ်ပြိုင်ကားကိုယူသွတဲ့လူတွေအားလုံးကလည်းခုနပြောလို့လမ်းပေါ်မှာစိုးနေတဲ့လူတွေကြီးလို့မြင်သေးချင်ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းကောင်းကောင်းမွန်မွန်နေထိုင်တယ်ကိုလုံးဆက်ရှိတဲ့အလုပ်တွေလုပ်တယ်အလုပ်ပြီးမြောက်တဲ့ခါမှာဒီလိုမျိုးကိုမြန်မာနိုင်ငံအတွက်ဒီကား motor sport နဲ့ပတ်သက်တဲ့ဟာကြီးကျွန်တော်တို့တစ်ဖက်တစ်လမ်းလုပ်တယ်ဗျာအဲ့တော့ကောင်းတဲ့ဘက်ကလည်းဒီဟိုဟာ vision တစ်ခုကိုမြင်စေချင်တယ်ပြီးတော့အဓိက new member အဖြစ်စပြီးတော့ဟိုဟာဖြစ်လက်ခံမှုစဉ်းစားဖြစ်တာလည်းကျွန်တော်တို့ဟို9နှစ်လောက်ကပြောရရင်ကျွန်တော်တို့အဲ့လိုကြီးခေါင်းစဉ်ကြီးတက်ပြီးတော့လက်ခံခဲ့ရတယ် member တစ်တွေလာပါအဲ့လိုမျိုးမရှိခဲ့ဘူးဝင်ခြင်းလို့ request လုပ်ခဲ့တဲ့ညီတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုတိုင်လည်းမတိုင်ပင်ပြည့်တယ်လို့မှန်တိုင်းပြောရရင်ဒီလူတွေကရန်ကုန် nation ဒါပေါ်တင်ပြောရရင်ပြဿနာမရှိဘူးထပ်ပြီးတော့ဝင်လာမဲ့ new member တွေကဒီရန်ကုန် nation ဆိုတဲ့ logo ကြီးနဲ့မတော်တဆဘယ်သူမှတော့ရည်ရွယ်ရတော့မဟုတ်ဖြစ်လာခဲ့တဲ့မတော်တဆပြဿနာတွေကိုကျွန်တော်တို့မဖြေရှင်းနိုင်ဘူးဆိုတော့တာဝန်မယူနိုင်ဘူးအဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်တို့ဂျားတွေကနှစ်တွေမှာထားခဲ့တာပေါ့နော်ဒီကိစ္စကိုကြော်ခဲ့တာပေါ့ဒါပေမဲ့အခုကျတော့ကျွန်တော်တို့အတွက် new generation ကလိုအပ်လာပြီပြီးပြီဆိုရင်တချို့လမ်းပေါ်မှာဟိုတချို့ဖြစ်နေတဲ့ဒီမောင်းတာနှင်တာလေးတွေပြီးပြီဆိုရင်မတော်ဆမှုတွေပေါ့နော်ကာမီတွေကိုသူတို့ဝါသနာပါလို့တပိုင်းတနိုင်လေးလှုပ်တယ်အဲ့လိုမျိုးလှုပ်တဲ့ဟာကိုလည်းကျွန်တော်တို့ကတကယ်လို့သာကိုဒီလူငယ်တွေက member ဖြစ်လာရင်ကျွန်တော်တို့စီးနဲ့စနစ်နဲ့ဒီထက်ပိုပြီးတော့ image ပိုကောင်းအောင်ကျွန်တော်တို့ဝိုင်းဝန်းကူညီပေးခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့လည်းကိုယ်နဲ့မသိတဲ့ဟာတော့ plane ကြီးရောဆရာကြီးဝင်လို့ပြီးတော့ငါတို့ဘယ်လိုမျိုးလုပ်ပေးမယ်မင်းတို့လုပ်ဆိုတာကြီးလည်းမပြောချင်အဲ့တော့သူ့ဟာသူစီးနဲ့စနစ်နဲ့ပဲကျွန်တော်တို့ new member လက်ခံမယ်ကားကိုတကယ်ဝါသနာပါပြီးတော့ယူသွတဲ့မိသူမဆိုဘာကားကြီးစီးမှလည်းမဟုတ်ဘူးဘသူကြီးဖြစ်နေမှလည်းမဟုတ်ဘူးကျွန်တော်တို့သတ်မှတ်ထားတဲ့ rules and regulation နဲ့ပြည့်မီရဆိုရင်ရွှေငါးလေးပဲဖြစ်နေပါစေ pro box လေးပဲဖြစ်နေပါစေသတ်မှတ်ထားတဲ့ကားဆိုရင်လည်းကားလူဆိုရင်လည်းလူ personality အကုန်အဆင်ပြေကောင်းမွန်ရင်ကျွန်တော်တို့ member အဖြစ်လက်ခံမယ်ပေါ့နော်တချို့ကကြတော့လေဟိုအထင်လွဲတော့မဟုတ်ထင်နေကြတာကြတော့လေဘာကား 35EC မှဘာ EC မှဘာပတ်စံရှိအဲ့လိုမျိုးတွေမဟုတ်ဘူးလုံးဝမဟုတ်ကျွန်တော်တို့လုံးကလေးကလည်းဝါသနာတစ်ခုကိုအခြေခံပြီးတော့ပဲလှုပ်လာတယ်အဲ့တော့အခုလည်းကျွန်တော် new member လက်ခံမဲ့ကိစ္စမှာကျွန်တော်တို့သတ်မှတ်ထားတဲ့ကားဆိုရင်ကားလူဆိုလူ rules and regulation နဲ့ပြည့်စုံရင်ကျွန်တော်တို့လက်ခံမှာဖြစ်ပါတယ်ရွေးချယ်ပြီးအဲ့ဒါလည်းအဲ့နေ့မှာတစ်ခါတည်းမဟုတ်ကျွန်တော်တို့သတ်မှတ်တဲ့ rules and regulation ကို page ကနေတင်ပေးမယ်နောက်နေ့အဲ့ပွဲတွေပြီးတော့မှနောက်နေ့တင်ပေးပြီးတော့သူတို့တေချာဖန်အောင်အဲ့ဒါကိုလည်းအဲ့ဒါလည်းဖန်အောင်အဆင်ပြေတယ်ဆိုမှပဲဝင်တာကောင်းတယ်အဲ့လိုမျိုးပြီးရင်နောက်တစ်ခုထပ်ပြီးရှိလာမှာကျွန်တော်တို့ဟိုပါပေါ့ member fees ပေးသွင်းရမယ်ဟုတ်တယ်နော် member fees ပေးသွင်းရမယ်ဆိုတာကျွန်တော်တို့ activities တွေများများပို့လုပ်ပေးနိုင်ဖို့အတွက်တခြားကြောင့်မဟုတ်ဘူးကျွန်တော်အဲ့တောက်လျှောက်ဆိုင်နေနဲ့အဆင်မပြေတော့ Yangon Nation ရဲ့ finance လည်းတတ်ထားမှာကျွန်တော်တို့ bank account တော့လည်းကောင်းစည်ရင်းစရာနဲ့အကုန်လုံးတည်ချထားမယ်ကျွန်တော်တို့လည်းမကင်ဘူးအဲ့ဒီ account ပတ်စံအောင်ကျွန်တော်တို့စည်ရင်းစရာနဲ့အဲ့တယောက်တက်ခန့်ထားပြီးတော့အဲ့ဒီဟာကိုလိုရင်း fan ငွေကိုဒီ member fees ထဲကနေပြီးတော့ကျွန်တော်တို့ထားဟိုထုတ်ပြီးသုံးမယ်ပေါ့အဲ့လိုမျိုးတွေလုပ်မယ်ပေါ့နီးစပ်ဆုံးကတော့အခုကျွန်တော်တို့အနေနဲ့ဟိုကား cruise လေးတွေထွက်တာတို့ပါတို့အဲ့ဒါမျိုးလေးမှာဆိုလဲခုနကပြောလို့ဆိုရန်ကုန်ကနေဘယ်မြို့ဒါမှမဟုတ်ဘယ်နေရာပေါ့အဲ့လိုမျိုးလေးရန်ကုန်ကနေပဲခူးလောက်လားထားပါတော့ဘယ်ရန်ကုန်ကနေနေပြီးတော့လားဒါမှမဟုတ်ရန်ကုန်ကနေမန္တလေးလားအဲ့မှာစားတာတောက်တာတွေလမ်းမှာဒီကားနဲ့ပတ်သက်တဲ့ဟိုဟာပေါ့နော် activity တွေအတွက်ကိုကျွန်တော်တို့ကဒီ budget တစ်ခုအနေနဲ့ဟုတ်တယ်အရင်ထားရတဲ့သဘောပါအဲ့လိုမျိုးလေးအတွက်လည်း member fees ကျွန်တော်တို့တစ်လောက်ဘယ်လောက်နှုန်းလေးကိုကျွန်တော်တို့သတ်မှတ်ဖြစ်လောက်တယ်တေချာလောက်တယ်အဲ့ကိစ္စနောက်တစ်ခုကကြတော့ member fees လဲကျွန်တော်သတ်မှတ်လောက်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ကိုယ်တိုင်ကိုယ်၌ကနေစပြီးတော့ registration ဟို form စပြီးပြန်သွင်းပါဟုတ်တယ် member တိတိကျကျလည်းချပြတော့ကျွန်တော်လူကြီးအတိအကျဘယ်သူတွေကတော့လက်ရှိ
မှာပါနေတယ်ဘယ်သူတွေကတော့ဒါအသက်အရွယ်အရာမိသားစုအရာကိစ္စအရာစီးပွားရေးအရာမပါဝင်ဖြစ်တော့ဘူးမသက်ဟိုပြောရမယ် participate မလုပ်နိုင်တော့တချို့တွေကလည်းအားနာပြီးတော့ဟိုဖြစ်တာရှိအဲ့တော့ရှင်းရှင်းလင်းလင်းအားလုံးဖြစ်သွားအောင်တကယ်ဝါသနာပါကြီးဆက်လုံးမဲ့ဟာအပိုင်းရလဲကျွန်တော်တို့စပြီးပြန်သွင်းမယ်အဲ့လိုမျိုးကားလောက်ဝယ်မရှိတော့ဘူးတိုင်ကမရှိဖြစ်တော့ဒါပေမဲ့ကျွန်တော်ရန်ကုန်နေရှင်ဘာပွဲလို့ကူညီပေးမယ်ဆိုပြီးကျွန်တော်တို့ဆက်သွယ်တငယ်ချင်းတွေအများကြီးရှိတယ်သူတို့အတွက်လည်းကျွန်တော်တို့ option တစ်မျိုးစဉ်းစားရပါတယ်အဲ့ဒါအတွက်လည်းအဲ့လိုမျိုးလေးရောပေါ့နော်အဲ့တော့ကျွန်တော်တို့ new member မှာ senior member မှာရလို့မဟုတ်ဘူးအားလုံးတဦးတယောက်ချင်းစီ senior စနစ်လေးနဲ့ကျွန်တော်တို့ကိုယ်တိုင်ဖြစ်စေခြင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနေကိုယ်တိုင်ကနေစပြီးတော့ member fees လည်းပေးသွင်းမယ်ပြီးရင်ကျွန်တော်တို့ form လည်းဖြည့်မယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသတ်မှတ်ထားတဲ့ rules and regulation ကိုလိုက်နာမယ်ဒါအငယ်တွေမှာပဲလုံးငါတို့ကကြိုက်တာလုံးမယ်အဲ့လိုလည်းမဟုတ်ကျွန်တော်ကိုယ်တိုင်လည်းအရင်ထက်အများကြီးထိန်းသိမ်းနေထိုင်နေကိုနဲ့ပတ်သက်လို့ကိုပတ်ဝန်းကျင်နဲ့ပတ်သက်လို့ပေါ့နော်ဒီ image ကိုအထီးကိုက်မဖြစ်အောင်ကျွန်တော်တို့လည်း view site တယ်ကဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့အရေးကြီးဆုံးအချက်တစ်ခုရှိတယ်ဒီပွဲနဲ့ပတ်သက်လို့အဲ့ဒါလေးကိုလည်းအခု announce တစ်ခါရေးလုပ်ပါမယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီပွဲကိုလုပ်တဲ့ခါမှာကားဝါသနာရှင်တွေကားချစ်သူတွေအနေနဲ့အရရက်ကလာမှာပါကျွန်တော်တို့လည်းလာပြောရတယ်အခြားဟိုမြို့တွေကလည်းလာကြမဲ့လူငယ်တွေအများကြီးပဲတွေ့ရတယ်အဲ့ခါမှာဗာလဲဆိုမတိလို့ပဲဖြစ်စေတီးပြီးဖြစ်စေကျွန်တော်တို့ဒီ announce လေးကိုမြင်နေဆိုရင်တော့ကျွန်တော်တို့ request လုပ်တဲ့အတိုင်းလေးတော့လိုက်နာစေချင်ပါတယ်เนาะအဲ့လေးလေးလိုက်နာမှရမှာဘာဖြစ်လို့လဲဆိုတော့ဒီပွဲကကြတော့ကျွန်တော်တို့ကလိုက်နာပေးပါဆိုပြီးတော့ပဲ request လုပ်ရုံပဲရမှာဘာလဲဆိုတော့ကျွန်တော်တို့အခုဒီပွဲကြီးကိုဖြစ်မြောက်ဖို့အတွက်ကအဖက်ဖက်အဆအဆရေကကျွန်တော်တို့ဟိုစူးစမ်းစွမ်းဆောင်နေရတာပေါ့နော်ဟိုဒီပွဲကိုလှုပ်ခွင့်ပေးဖို့အတွက်ကနေစလို့ဖြစ်လာတဲ့ပြဿနာအတိုင်းကိုတာဝန်ယူဖို့အတွက်ကအဆုံးကျွန်တော်တို့စဉ်းစားပြီးလုပ်နေရတာပေါ့နော်ဖြစ်ချင်လို့ဒါကျွန်တော်တို့ anniversary နှစ်တိုင်းလုပ်နေလို့ဒါဖြစ်အောင်လို့အများကြီးကိစ္စတွေပြဿနာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့မှာလူရင်းလူရှင်တွေပြောရင်ကျွန်တော်တို့ဒီပွဲကိုလာတဲ့လမ်းမှာလမ်းတစ်လျှောက်မှာပဲဖြစ်ပွဲအတွင်းမှာပဲဖြစ်เนาะကျွန်တော်တို့ high ref နေတာတွေပြီးရင်အေးပေါ့အရန်နေတာပေါ့ဗျာလွယ်လွယ်ပြောမယ်သူတို့ယူပြဲလောက်တာပြီးရင်ဟိုဘန်းအောက်လောက်တာတွေဒါပြီးခဲ့တဲ့ပွဲမှာဆိုရင်ဝင်းကြီးများရုံးတော့ဆိုရင်ကားတစ်စီးဆိုရင်ဒါဘန်းအောက်ကိုထိုင်ပြီးတော့ကားပါကင်မှာလုံနေတယ်ဒါဝင်းကြီးများရုံးဖွဲ့ကနေပြီးတော့သူတို့ဒီဟိုဟာဖြစ်ဖို့အရေးယူပေးဖို့ကျွန်တော်တို့ request လုပ်ပြင်မယ်ကျွန်တော်တို့ဒါကားချစ်သူအချင်းချင်းကျွန်တော်နားလည်မှုနဲ့ပဲကျွန်တော်တို့ပဲဂျားနေတာတောင်းပန်ပြီးတော့ဟိုဟာလုပ်ပေးလိုက်ရတဲ့ကိစ္စတွေလည်းရှိတယ်ဒါကသူတို့အပြင်ကရုံးအဖွဲ့အစည်းနဲ့ကျွန်တော်တို့ရန်ကုန်နေရှင်နဲ့ဂျားထဲမှာပဲဖြစ်တဲ့ကိစ္စပြဿနာမရှိကျွန်တော်တို့တောင်းပန်ပေးလိုက်ရလို့လည်းကျွန်တော်တို့ဘာမှမဖြစ်ဘူးဒါပေမဲ့ဒီပွဲကကြတော့အခုလဲကျွန်တော်တို့ပြိုင်ကားစီမံချက်တွေထွက်နေတာကိုလဲဒါဒီရန်ကုန်မှာမောင်းနေနေတဲ့ဟိုကားသမားတွေဆိုအများစုသိမှာပါအဲ့တော့အဲ့လိုမျိုးတွေဖြစ်နေတဲ့ဂျားတွေကနေပြီးတော့ဒီရက်ကလေးကိုကျွန်တော်တို့လှုပ်ခွင့်လေးရဖို့အများကြီးကြိုးစားရတာတော့ဒါအမှန်တိုင်းပြောတာပါအဲ့တော့အဲ့ဒီနေ့မှာကျွန်တော်တို့အခုတတိပေးပြီးတော့ request လုပ်ထားတဲ့ကိစ္စတွေကိုကားမောင်းနှင်သူတွေအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီပြောရမယ်ဒါနဲ့ပတ်သက်တဲ့သက်ဆိုင်ရာပေါ့နော်သက်ဆိုင်ရာအဖွဲ့အစည်းဒီရင်နှင်းရဲ့အနေနဲ့လည်းအရေးယူမယ်လို့လည်းကျွန်တော်တို့ပြောပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ခေါင်းခံရမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကားဒီနံပါတ်နဲ့ဆိုရင်ကြတော့လေကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမလဲတော့လေအတိအကျရောမသိသေးဘူးပေါ့ဟုတ်တယ်မဒါပေမဲ့ကိုကားကိုတာဝန်ကိုယူဖို့ပဲဒါဖြစ်မှာပဲကျွန်တော်တို့ကတော့ဒါကြားထဲမှာဒီပွဲလေးကိုလှုပ်ခွင့်ရဖို့အတွက်နဲ့ကားချစ်သူတွေအားလုံးလည်းဒီလိုမျိုးစုံစည်းဖို့အတွက်တော့ဒါကြိုးစားရတယ်ဒီအချက်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဟိုအာမခံနေဆိုတာထက်ကိုဒါဒီလိုမဖြစ်စေရဘူးဆိုတဲ့ဟာလေးတစ်ခုလေကျွန်တော်တို့ကဒါပြောတာပေါ့နော်အဲ့တော့ဟိုဒီပွဲကိုလာမဲ့တငယ်ချင်းတွေညီကိုတွေကားချစ်သူတွေတယောက်လဲဒါဒီဗီဒီယိုကြည့်ရဆိုရင်ဝေမျှကြပါဟုတ်တယ်ဒါလေးကိုပြောပြကြပါတစ်စင်စကားကားချစ်သူတွေအနေနဲ့ဒီလိုပွဲတွေတောက်လျှောက်လှုပ်လို့ရနေစီခြင်းတွေဆိုရင်ဒါလေးကိုတော့ဂယူးဆိုင်ပေးပါစီးစနစ်လေးရှိပြီးတော့ပဲလာတဲ့ချိန်ပဲဖြစ်ဖြစ်ပြန်တဲ့ချိန်ပဲဖြစ်ဖြစ်ဟုတ်တယ်အချို့တော့လာတာတော့ဟုတ်ပါတယ်အထဲမှာလည်း okay တယ်အားလုံးပြန်သွားတဲ့ခါမှာတခါလေကြာရင်ပြန်ကားဆိုတဲ့သဘောကသွေးနွဲ့ကြောက်ပါတယ်တော့တောက်စားရလေးလည်းရှိတော့ရပါတယ်ဆိုပြီးလှုပ်လိုက်လို့ပြဿနာတစ်ခုဖြစ်လာတယ်တော့ကျွန်တော်တို့တာဝန်မယူပါဘူးကိုရှင်းရမှာပဲတာဝန်ယူရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးကတော့ကျွန်တော်တို့ seriously မှာပြီးတော့အဲ့ဒီဟာနဲ့ပတ်သက်တဲ့ warning signboard တွေကိုလည်းကျွန်တော်တို့မြင်သာတဲ့နေရာတွေမှာတောက်လျှောက်ထားရမှာပါဟိုအဝင်တွေရောအထွက်တွေရောပွဲထဲမှာတွေရောအဲ့တော့
မတီးလိုက်လို့မမြင်လိုက်လို့ဆိုတဲ့ဟာမျိုးနဲ့လည်းကျွန်တော်တို့ဟိုအကြောင်းပြလို့လည်းမရတဲ့အတွက်ကြောင့်အားလုံးဂရုစိုက်ပြီးတော့အဲ့ဒီဟာလေးကိုဆင်ခြင်ပေးပါလို့ပြောရင်းနဲ့ဒီပွဲ information လေးကိုကျွန်တော်တို့အဆုံးသတ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီ podcast လေးတွေကိုကြည့်ရှုလို့ကြိုက်နေတတ်မယ်လို့လည်းထင်တယ်ကားနဲ့ပတ်သက်တဲ့ဟာတွေလည်းကျွန်တော်တို့နောက်ပိုင်းရိုက်ဖို့ရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ drift နဲ့ပတ်သက်တဲ့အမှတ်တရတွေဒီကျွန်တော်အခြားပေါ့နော် member ရှိသေးတယ်ကျွန်တော်တို့ ਨੇ တကယ်နှစ်ပေါင်းများစွာသွားခဲ့တော့ဗျာတဲပြောရင်ခရီးပေါင်း10ချီသွားလာတော့ကျွန်တော်တို့မှာအရင်ပြောစရာအမှတ်တရတွေကားနဲ့ပတ်သက်တာအများကြီးရှိမှာအဲ့တော့အဲ့ဒါလေးတွေကိုလည်းကျွန်တော်ဒီလိုမျိုး podcast လေးတွေနောက်ရိုက်ပေးဖို့ရှိပါတယ်အဲ့ကကြရင်လည်းအားပေးပါအဓိက main ပြောချင်တာတော့ကျွန်တော်အခုပို့အပေါ်မှာပြလာတဲ့ရန်ကုန် nation page ကို like လေးသွားလုပ်လိုက်လုပ်ပြီးတော့အဲ့မှာကျွန်တော်လုပ်မဲ့ announce လေးတွေကိုလည်းတောက်လျှောက်ကြည့်ပေးပါပြီးတော့အဲ့ဒီ page မှာကျွန်တော်တို့လုပ်ခဲ့တဲ့ activity တွေအားလုံးနဲ့တင်ပေးတာပါတယ်အဲ့ဒါလေးတွေကိုလည်း feeling ခံရင်ပြန်သွားကြည့်လို့ရပါတယ်မကြည့်ခဲ့ရတဲ့လူတွေလည်းအများကြီးပါမယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အရင်ကျွန်တော်တို့အမှန်တမ်းပြောဒီ page တွေကိုဟို marketing တွေပါတယ်လေလောက်တာမဟုတ်တဲ့အတွက်ကျွန်တော်တို့က post လည်းအများကြီးမတင်ဘူးကျွန်တော်တို့ activity လောက်ပဲတင်တာဆိုတော့အဲ့မှာသွားပြီးတော့ကျွန်တော်အခုပြလာတယ်အဲ့မှာတော့ကြည့်ပါဘာကြီးကျွန်တော် history တစ်ခုလုံးဖြတ်တန်းခဲ့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းညဘက်တွေတစ်ခါလေးပြင်းအဲ့အရာလေးကြည့်ပြီးကျွန်တော်တို့အားမွေးရတာပါနောက်ပွဲတွေထပ်လုပ်ဖို့ငါတို့ဒီအချိန်မှာဒိုင်လိုအမှတ်တရတွေဖြတ်တန်းခဲ့ပါလားပေါ့နောက်ထပ်လည်း vegan တာအခုလည်းအဲ့လို vegan ပြီးပဲဒီလိုပွဲတွေကိုကျွန်တော်ကျင်းပနိုင်တာအရန်ပင်ပန်းပါကျွန်တော်တို့လည်းအဲ့တော့ကားချစ်သူတွေလည်းအရန်မိုက်တဲ့ကားတွေကိုတနေရာထဲမှာတစုတစည်းတည်းတကယ်မြန်မာနိုင်ငံရဲ့အကောင်းဆုံးသောနေရာကြီးမှာကြီးရမယ်ပွဲမျိုးဖြစ်တဲ့အတွက်လာရောက်ခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ဒါကတော့ကျွန်တော်တို့ရန်ကုန် nation ကကိုမော်စင်ဖြစ်ပြီးကျွန်တော်ကတော့မိုးခန့်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်